ဒီကဘာမှာတော့အတူတူအဖိုးတဲ့သူတွေကိုဆက်သွယ်ပေးထားတဲ့အနီရောင်မြင်းကြောင်းလေးတွေရှိနေပါတယ်အဲ့ဒီမြင်းတွေကိုယွန်ဟွန်းကခလပ်ပြီးကျန်တဲ့သူတွေမမြင်နိုင်ကြပါဘူးတနည်းမနက်မှာတော့သူမဟာဆွညံတန်တွေကြားလို့ပရင်မောက်လိုက်ကာကိုဖွင့်ကြည့်လိုက်တဲ့အခါခေါင်းပေါ်မှာမြင်းကြောင်းတွေအများကြီးနဲ့လူတစ်ယောက်ဟာမြင်းတစ်ကြောင်းနဲ့ရှိတဲ့ဆယ်ကျော်သက်မင်းကလေးတစ်ယောက်ကိုကားပေါ်တင်ဖို့ကြိုးစားနေတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့အဲ့ဒီမင်းကလေးကစိတ်ဆိုးမှန်ဆိုးနဲ့ထွက်ပြေးသွားခဲ့ပါတယ်အဲ့ဒီလူရဲ့အိမ်မှာတော့မြင်းကြောင်းတွေတများကြီးနဲ့တခြားအမျိုးသမီးတစ်ယောက်ရှိနေပြန်ပါတယ်ဒါကိုကြည့်ချင်းအချင်းအဲ့ဒီလူဟာဖောက်ပြန်နေတာလက်ပူးလက်ကြမိသွားရဲ့ပုံပါပဲအဲ့ဒီအမျိုးသမီးကယွန်ဟွန်းကိုနှုတ်ဆက်ဖို့ကြိုးစားတဲ့အခါမှာတော့ယွန်ဟွန်းကပရင်ပေါက်ကိုချက်ချင်းပြန်ပိတ်လိုက်ပါတယ်ယွန်ဟွန်းက TV ကြည့်တဲ့အခါမှာလည်းမျက်မှန်အမဲကြီးတက်ထားရပါတယ်ဘာလို့လဲဆိုတော့ TV ဖန်သားပြင်ပေါ်ကတရုတ်ဆောင်ဒီစီမှာပါအဲ့ဒီမြင်းတွေကိုမြင်နေရလို့ပါလူသားတွေဟာတချို့အရာတွေကိုမမြင်သင့်ဘူးလို့သူမကတွေးနေမိပြီးသူမမွေးကလေးကဒီမြင်းတွေကိုမြင်ခဲ့ရတာချက်ကြောင်ထုတ်ဖော်ပြောပြခဲ့ပါတယ်သူမငငယ်တုန်းကတော့ဒီမြင်းတွေကဘာလဲဆိုတာမသိခဲ့ပဲသူမရဲ့ပွန်ဆွဲဆောင်တွေထဲမှာအဲ့ဒီမြင်းတွေကိုထည့်သွင်းရေးဆွဲခဲ့ပါတယ်အဲ့ဒီကိစ္စကသူမရဲ့အမေကိုယူသွတ်သွားစေခဲ့ပြီးနောက်ဆုံးမှာတော့အမေဖြစ်သူကအဖေကိုတပ်ပစ်လိုက်တဲ့အထိဖြစ်သွားခဲ့ပါတယ်ဆဲသွန်းသက်အလေရောက်လာတဲ့အခါမှာတော့ယွန်ဟွန်းမှာဒီအနီရောင်မြင်းတွေရဲ့အတိပယ်ကိုနားလည်သွားခဲ့ပြီးဒီအတိပညာကဘလောက်တောင်အန်ဒီရများလဲဆိုတာသိသွားခဲ့ပါတယ်သူမဟာနီလန်မျိုးစုံနဲ့ကိုအဆုံးစီရင်မှုစူးစမ်းခဲ့ပြီးမဲ့သူမရဲ့တန်ရာတွေကတော့အမြဲတမ်းအလင်းမြန်ပြန်လဲပြောက်ကင်းသွားအဲ့ဒီအချိန်ကစမြင်ယွန်ဟွန်းမှာဒီမြင်းတွေကိုဘယ်သူကဖန်တီးခဲ့တာလဲသူမကိုဘာကြောင့်မြင်နိုင်စွမ်းပေးခဲ့တာလဲဆိုတာကိုနားလည်ဖို့အတွက်လေ့လာစုံစမ်းမှုတွေလုပ်နေခဲ့ပါတယ်ဒါပေမဲ့သူမဟာပဒင်းပေါက်မှန်သမျှကိုကတ်ထူးပြားတွေနဲ့ပိတ်ဆို့ထားတဲ့တိုက်ခန်းလေးထဲမှာပဲအပြင်းမထွက်ဖဲတယောက်တည်းအထင်ကျန်စွာနေထိုင်ပါတယ်အိမ်ကြီးချင်းအသက်ကလက်ဆောင်လာပေးဖို့လူခေါ်ပေးတီးတဲ့အခါမှာတော့ယွန်ဟွန်းကတကားမဖွင့်ပဲအဲ့ဒီအမျိုးသမီးထွက်သွားတဲ့အထိစောင့်ပြီးမှလက်ဆောင်အိတ်ကိုအသားလေးထွက်ယူခဲ့ပါတယ်တစ်ဖက်မှာတော့စွန်ဒေါက်ဂျီဝုလက်စကန်မှာအလုတ်စာဝင်နေပါတယ်သူမဖြစ်သူကိုစောင့်ရှောက်နေရတာနဲ့ပတ်သက်ပြီးညင်ညူနေတယ်လို့လုတ်ပေါ်ကိုင်ဖတ်တယောက်ကသူ့ကိုအိမ်တောင်ပြုတ်ဖို့ပြောတဲ့အခါမှာလေရင်မောနေခဲ့ပါတယ်အလုတ်နားချိန်မှာတော့ဂျီဝုနဲ့အမျိုးသမီးဝန်ထမ်းတယောက်ကထို့လောင်ယုံထဲကိုခိုးဝင်ပြီးချစ်ချီနူးဖို့ကြိုးစားကြပါတယ်ဒါပေမဲ့အဲ့ဒီအမျိုးသမီးကသူ့ကိုသူမရဲ့မင်္ဂလာဆောင်ကိုဖိတ်ကြားလိုက်တဲ့အခါမှာတော့ဂျီဝုတယောက်စိတ်ပြတ်သွားအထက်တန်းကျောင်းမှာတော့ဂျီဝုရဲ့တူမဖြစ်သူစွန့်အားဟာတခြားမင်းကလေးတွေရဲ့အနိုင်ကျင့်ရိုက်နှက်ခြင်းကိုခံနေရပါတယ်။ဟျောင်းတာတူမကိုကြမ်းတိုက်တဲ့နဲ့ဖိထားပြီးပတ်စံမယူလာလားကောင်းလားဆိုပြီးငေါက်ငန်းနေခဲ့တယ်။ဒါအပြင်အနိုင်ကျင့်ခံရတာကိုတိုင်ကြားတာတူမလားလို့မေးတဲ့အခါမှာတော့စွန့်အားကမဟုတ်ပါဘူးလို့ကျင်းဆိုပြောကြားခဲ့ပါတယ်။ဒေါ်တာတက်နေတဲ့ဟျောင်းကတူမကိုမယုံကြည်ပဲလွန့်ပစ်လိုက်တဲ့အခါမှာတော့စွန့်အားကတစုံတစ်ယောက်တော့အကြောင်းကြောင့်ပြုံးနေတာကိုတတိထားမိသွားပါတယ်။အဲဒီနောက်ဟျောင်းကစွန့်အားကိုအစွန်းတစ်ဖက်မှာကတ်ထားပြီးနောက်တစ်ချိန်ထက်တိုင်ရင်တက်ပစ်မယ်လို့ချင်းချောက်ခဲ့ပါတယ်။နောက်ပိုင်းကတော့စွန်တော့ကြည်ဘူးဟာတိုက်ခန်းသေးလေးတစ်ခုအတွင်းမှာဖြစ်ပွားခဲ့လူပြိုလူလွတ်အမျိုးသမီးတူအသက်ခံရမှုကိုစုံစမ်းစစ်ဆေးနေပါတယ်။အင်းနီချင်းတယောက်ကတော့ဒီနေရာကိုဆိုင်ကဲဥတုဆောင်းထားတဲ့အမျိုးသားတယောက်လာတာကိုမြင်ခဲ့ပြီးမှပစ္စည်းပိုးရဲ့သူလို့ပဲထင်ခဲ့ဆောင်ပြောပါတယ်။လိမ်မိုင်းဆိုင်ရာစော်ကားခံထားတဲ့လက္ခဏာလည်းမရှိသလိုတန်ဖိုးရှိတဲ့ပစ္စည်းတွေလည်းပျောက်ဆုံးခြင်းမရှိတာကြောင့်ရဲတွေဟာလူသက်သမားရဲ့ရည်ရွယ်ချက်ကိုနားမလည်နိုင်အောင်ဖြစ်နေကြပါတယ်။အဲဒီညမှာတော့ယွန်ဟွန်းဟာအင်းနီချင်းစီကနေတစ်တီးလက်ဆောင်နောက်ထပ်တစ်မျိုးကိုရရှိခဲ့ပါတယ်။သူမဟာသတင်းကြည့်ရင်အဲ့ဒီတစ်တီးတွေကိုစားနေတော့မှပဲအနီးအနားပတ်ဝန်းကျင်မှာဒုတိယမြောက်အခက်ဖြစ်ပွားခဲ့တဲ့အမျိုးသမီးအသက်ခံရမှုအကြောင်းကိုသိလိုက်ရပါတယ်။သတင်းနောက်ခံကားချက်ထဲမှာတော့ဆိုင်ကဲဥတုဆောင်းထားတဲ့အမျိုးသားတယောက်အဆောက်အုံထဲဝင်သွားတာကိုသူမမြင်လိုက်ရပြီးထူးဆန်းတာကအဲ့ဒီလူမှာမြင်းတစ်ချောင်းတည်းပဲရှိနေတာပါ။ဒါဟာအရွယ်ရောက်ပြီးသားသူတွေထဲမှာတော့အလွန်ကိုရှားပါးတဲ့ကိစ္စပဲဖြစ်ပါတယ်။ခဏအကြာမှာတော့ယွန်ဟွန်းဟာအပြင်ဘက်ကနေဆိုင်ကဲတန်ကြားလိုက်ရပြီးပြတင်းပေါက်ကနေလှန်ကြည့်လိုက်တဲ့အခါဆိုင်ကဲဥတုဆောင်းထားတဲ့လူဟာဘေးအိမ်ထဲကိုဝင်သွားတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီလူကိုလူသက်သမားလူထိမှတ်ပြီးယွန်ဟွန်းဟာဖုန်းကိုအမြန်ပြေးယူကရဲတွေကိုဖုန်းဆက်ခဲ့ပါတယ်။ဒါပေမဲ့အိမ်နီးချင်းဖြစ်သူကအဲ့ဒီလူကိုနွဲ့ထွေးထွေးကြိုဆိုလိုက်ပြီးသူတို့နှစ်ယောက်ချစ်ကြည်နူးလိုက်တဲ့အချိန်မှာတော့သူတို့နှစ်ဦးကြားမှာအနီရောင်မြင်းကြောင်းလေးတစ်ကြောင်းပေါ်လာပြီးဆက်သွယ်သွားခဲ့ပါတော့တယ်။နောက်တနေ့မှာတော့စွန်လာဟာကြောင်းပြေးခဲ့တာကြောင့်သူမကိုအနိုင်ကျင့်နေတဲ့သူတွေကသူမရဲ့အသုံးဆောင်သိမ်းတဲ့ဗီဒီယိုလောကာကိုဖျက်ဆီးဖွင့်လိုက်ပြီးအရှက်ရစရာကောင်းတဲ့မှတ်ကျူးစာတို့လေးတစ်ခုကိုရှာတွေ့သွားကြပါတယ်။အိမ်မှာတော့စွန်ဟာကဂျီဝူစီမှာပတ်စံတောင်းပေမဲ့ဘာအတွက်လဲဆိုတာကိုတော့ထုတ်မပြောပါဘူး။ဂျီဝူဟာစွန်ဟာရဲ့ကိုပေါ်မှာဒဏ်ရာတွေကိုတတိထားမိပြီးတန်တရားမလာပါတယ်။ဒါပေမဲ့စွန်ဟာကတော့ဘာမှရှင်းမပြပဲငင်းဆန်နေခဲ့ပါတယ်။အဲဒီနောက်ဂျီဝူဟာဝရန်ဒါထွက်ပြီးဆေးလိုက်တောက်နေတုန်းလမ်းတစ်ဖက်ချမ်းမှာကတ်ထူးပြိုင်တွေနဲ့တိတ်ဆိုးထားတဲ့တိုက်ခန်းကိုတတိထားမိသွားပါတယ်။အဲဒီအချိန်မှာပဲသူ့ရဲ့လုတ်ဖို့ကင်ဘတ်စီကဖုံးဝင်လာပြီးမင်းညကတစုံတစ်ယောက်ဟာဆိုင်ကဲဥတုဆောင်းထားတဲ့လူအကြောင်းတိုင်ကြားဖို့ဖုံးဆက်ခဲ့ပြီးမဲ့ချက်ချင်းပြန်ချသွားခဲ့ကြောင်းအကြောင်းကြားလာပါတယ်။ရဲဒီဟာအဲ့ဒီဖုံးခေါ်ဆိုမှုကိုနောက်ရောက်လိုက်ကြည့်တဲ့အခါမှာတော့ဂျီဝူဟာအဲ့ဒီလိပ်စာကကတ်ထူးပြိုင်တွေနဲ့ပိတ်ဆို့ထားတဲ့တိုက်ခန်းချင်နေတာကိုသိလိုက်ရပါတယ်။သူဟာအဲ့ဒီတိုက်ခန်းစီကိုချက်ချင်းသွားရောက်ပြီးယွန်ဟွန်းကတကားပေါင်းငယ်လေးကနေချောင်းကြည့်လိုက်တဲ့အခါဂျီဝူရဲ့ခေါင်းပေါ်မှာမြင်းတစ်ချောင်းပေါင်းရာနဲ့ပြီးချိနေတာကိုတွေ့လိုက်ရပါတော့တယ်။သူမကတကားလည်းမဖွင့်စကားလည်းမပြောပါဘူး။ဒါပေမဲ့ကန်ကောင်းထောင်တာကြောင့်အိမ်ကြီးချင်းတယောက်ဖြစ်သွားရင်ယွန်ဟွန်းဟာဘေးသူညမှာစကားမပြောဘဲအောင်းနေတဲ့သူဖြစ်တယ်လို့ဂျီဝူကိုပြောပြခဲ့ပါတယ်။ဂျီဝူကတော့လက်မလျှော့ပဲတကားကိုထပ်ခောက်ပြီးလူတမှုအကြောင်းဆွေးနွေးဖို့လာတာဖြစ်တယ်လို့ရှင်းပြလိုက်တဲ့အခါမှာသာယွန်ဟွန်းကတကားဖွင့်ပေးခဲ့ပါတယ်။သူမကတော့တာမန်လူတအုပ်ကိုလူသက်သမားလို့မှားယွင်းထင်မှတ်ခဲ့မိတာဖြစ်တယ်လို့ရှင်းပြပြီးတကားကိုချက်ချင်းပြန်ပိတ်လိုက်ပါတယ်။အဲဒီညမှာတော့မြင်းတစ်ကြောင်းနဲ့ရှိတဲ့ဆိုင်ကဲဥတုဆောင်းထားတဲ့လူဟာအဆောက်အုံထဲကိုဝင်လာပြန်ပါတယ်။ယွန်ဟွန်းကအတန်ကြားလို့တကားအပေါင်းငယ်လေးကနေချောင်းကြည့်လိုက်တယ်မဲ့အဲ့ဒီလူကလွှဲကြည့်လိုက်တဲ့သူမကအပေါက်ကိုအမြန်ပြန်ပိတ်လိုက်ပါတယ်။တစ်ဖက်မှာတော့စွန်နာဟာဟျောင်းစီကနေပတ်စံထပ်ပေးဖို့စာတို့တွေတောက်လျှောက်ရရှိနေခဲ့ပါတယ်။သူမဟာအရန်ကိုစိတ်ပြက်အားငယ်သွားတာကြောင့်ဘန်တစ်ခုရဲ့အပြင်မှာထိုင်ပြီးအမျိုးသမီးတူအထက်ကိုစောင့်နေခဲ့ပါတယ်။သူမဟာအဲ့ဒီအမျိုးသမီးနောက်ကိုလမ်းကြားတစ်ခုထဲအထိလိုက်သွားပြီးအိတ်ကိုလူဟုစူးစမ်းခဲ့ပြီးမိအမျိုးသားအစုဖြစ်သွားတာကြောင့်ရပ်တန့်လိုက်ရပါတယ်။ရဲစခန်းမှာတော့ဂျီဘူးလန်သူ့ရဲ့လူဖို့ကိုက်ဘက်တောင်စစ်တို့ဟာတဲလွင်စည်းရက်ကိုစုဆောင်းကြည့်လိုက်တဲ့အခါအသက်ခံရတဲ့သူနှစ်ယောက်လုံးဟာရောင်မင်းဆွေသူနဲ့တိကျွမ်းကြတာကိုသိလိုက်ရပါတယ်။ဓာတ်ပုံကိုကြည့်လိုက်တဲ့အခါမှာတော့ဂျီဘူးဟာအဲ့ဒီလူကယွန်ဟုံးအကြောင်းသူ့ကိုပြောပြခဲ့တဲ့အိမ်နီးချင်းလူကြီးထွေနေတာကိုသတိထားမိသွားပါတယ်။သူဟာအမှုသွားစစ်ဖို့ပြင်မိမိအဲ့ဒီအချိန်မှာပဲအရေးကြီးတဲ့ဖုန်းတစ်ခုဝင်လာပါတယ်။ဂျီဘူးဟာလူ
လူအိုလူကိုအပြေးလွန်သွားခဲ့ပြီးအမိုးပေါ်မှာယူနေတဲ့သူ့အဖေကိုတွေ့လိုက်ရပါတယ်။သူဟာဘာမှဝေမပြောရဲပဲတနူးရည်တွေကသူ့အဖေကိုအစွန်းကနေဆွဲခေါ်သွားတာကိုပဲကြည့်နေခဲ့ပါတယ်။တစ်ဖက်မှာတော့ဒေါင်စစ်ကအခြေအနေကိုစုံစမ်းဖို့အဲ့ဒီအဆောက်အုံကိုသွားပါတယ်။ရောင်မင်းရဲ့အိမ်တကားကိုခောက်ပြီးမြဲဘေဒူးမှပြန်မထူးပါဘူး။ဒါပေမဲ့တကားကပွင့်နေတာကြောင့်သူဟာအထဲကိုဝင်သွား သူဟာအခန်းနဲ့လိုက်ကြည့်ရင်လည်းသူ့ကိုထိုးဆန်းအံ့ဩသွားစေမယ့်အရာတချို့ရှိနေတဲ့အခန်းတစ်ခန်းကိုရှာတွေ့သွားပါတယ်။တောင်စစ်ဟာဂျီဦးစီဖုံးဆက်ပြီးတခုခုတွေ့ထားဆောင်တယောက်ကိုကြိုးစားပြီးမြဲရှင်းပြခွင့်မရခင်မှာပဲအမောင်တဲကနေတိုက်ခိုက်ခြင်းခံလိုက်ရပြီးဖုံးလိုင်းပြတ်တောက်သွားခဲ့ပါတယ်။ရောင်မင်းကတောင်စစ်ကိုရိုက်ညက်ပြီးတုတ်နှောင်ထားလိုက်ပါတယ်။အဲ့ဒီနောက်သူကနောက်ဆုံးတယောက်ပဲကြံတော့လေလို့ပြောရင်သူ့ရဲ့ဆိုင်ကယ်ဥထုံနဲ့မျက်မှန်ကိုတက်လိုက်ပါတယ်။ယွန်းဟုံဟာအတန်တခုကြားလိုက်ရလို့ပဒင်းပေါက်စီပြေးကြည့်တဲ့အခါလမ်းတစ်ဖက်ချမ်းမှာဆိုင်ကယ်ဥထုံစောင်းထားတဲ့လူကိုတွေ့လိုက်ရတယ်။သူမဟာရဲကိုဖုံးဆက်ဖို့ကြိုးစားပြီးမြဲဖုံးဘက်ထရီကကုန်နေခဲ့ပါတယ်။အဲ့ဒီလူဟာသူ့ရဲ့ချစ်သူရှိရာစီသွားနေတာကိုတတိထားမိသွားတဲ့အခါယွန်းဟုံဟာဓာတ်တစ်ချောင်းကိုဆွဲယူနေကမျက်မှန်တက်တဲ့နောက်ဆုံးမှာတော့တိုက်ခန်းထဲကနေအပြင်ကိုထွက်လာခဲ့ပါတော့တယ်။ဒီဖြစ်စဉ်ကသူမအတော်တော်အရန်ကိုကြောက်စရာကောင်းနေပြီးအပြင်ထွက်တဲ့အခါမှာသူမရဲ့ခြေထောက်တွေဟာတုံရင်နေခဲ့ပါတယ်။ကြောက်ရွံ့စိတ်တွေကအရန်ကိုများပြားလွန်းလာတဲ့ကြောင့်သူမဟာလမ်းမပေါ်မှာတင်တတိလစ်သွားပြီးသူမရဲ့အမိအကြောင်းအိမ်မက်မက်နေခဲ့ပါတယ်။အိမ်ကြီးချင်းရဲ့အိမ်ထဲမှာတော့ရောင်မင်းဟာဆိုင်ကယ်ဥထုပ်ကိုချွတ်လိုက်ပြီးအမျိုးသမီးရဲ့ခေါင်းပေါ်ကမြင်းချောင်းတွေကိုစိုက်ကြည့်နေပါတယ်။သူကအဲ့ဒီအမျိုးသမီးကိုဆိုဖာပေါ်တွန်းလှည့်လိုက်ပြီးဒီလိုလုံးမှလူတိုင်းလွတ်မြောက်နိုင်မှာလို့ပြောရင်းလေဘင်းကျစ်တက်ဖို့ကြိုးစားပါတော့တယ်။အဲ့ဒီအချိန်မှာပဲယွန်းဟုံရောက်လာပြီးသူ့ကိုရပ်တန့်ဖို့တောင်းဆိုပေမဲ့ရောင်မင်းကသူမစီကဓာတ်ကိုအလွယ်တကူလူယူလိုက်ပြီးသူမကိုလှောင်ပြောင်ရင်းဓာတ်နဲ့ထိုးလိုက်ပါတယ်။အဲ့ဒီနောက်သူဟာအမျိုးသမီးကိုလေဘင်းပြန်ညစ်နေတော့မှပဲအမျိုးသမီးကခေါင်းအောင်နဲ့ပြန်ရိုက်လိုက်ကကြောင့်ရောင်မင်းရဲ့မျက်မှန်လွင့်ထွက်သွားပါတယ်။သူဟာမျက်မှန်ကိုအသေးအတန်လိုက်စားနေခဲ့ပါတယ်။ဂျီဦးအိမ်ပြန်ရောက်တဲ့အခါမှာတော့လမ်းပေါ်မှာကျနေတဲ့ယွန်းဟုံရဲ့နေကမျက်မှန်ကိုတွေ့သွားပါတယ်။သူဟာအဆောက်အုံထဲကိုအကြေးအလွှာဝင်သွားခဲ့ပြီးမြဲယွန်းဟုံရဲ့တိုက်ခန်းကောက်ပွင့်နေပြီးအထဲမှာတော့အနီရောင်မြင်းချောင်းတွေနဲ့ပတ်သက်လို့သူမစုံစမ်းလေ့လာထားတဲ့အချက်အလက်တွေကိုတွေ့လိုက်တဲ့အတွက်ဂျီဦးဒီလောက်အံ့အားသွားတင်သွားရပါတယ်။အဲ့ဒီနောက်မှာတော့သူဟာအော်ဟစ်တန်တစ်ခုကိုကြားလိုက်ရပြီးပဒင်းပေါက်ကနေလှမ်းကြည့်လိုက်တဲ့အခါရောင်မင်းကအိမ်ကြီးချင်းအမျိုးသမီးကိုထပ်ပြီးတိုက်ခိုက်နေတာကိုမြင်လိုက်ရပါတယ်။ယွန်းဟုံကရောင်မင်းရဲ့ခြေထောက်ကိုဓာတ်နဲ့ထိုးဖို့သူ့စီကိုတွားသွားနေချိန်မှာပဲဂျီဦးကတနတ်ကိုထုတ်လိုက်ပါတယ်။ရောင်မင်းကဓာတ်ကိုပြန်လူယူပြီးသူမကိုပြန်ထိုးဖို့လုပ်နေတော့မှပဲလမ်းတစ်ခွက်ချမ်းကနေဂျီဦးကသူ့ကိုတနတ်နဲ့ပစ်ချလိုက်ပါတယ်။ရောင်မင်းဟာတေကာနီအချိန်မှာမြင်းချောင်းတွေပျောက်ခွဲသွားတာကိုမြင်ပြီးဝမ်းသာအားရဖြစ်သွားပါတယ်။လူနာတင်ရင်အခွေကယွန်းဟုံကိုပြုစုပေးနေတော့မှသူမဟာရောင်မင်းမျက်မှန်ကိုအသေးအတန်လိုက်ရှာနေတဲ့တေကာနီအချိန်မှာပြောသွားတဲ့နောက်ဆုံးစကားတွေကိုပြန်စဉ်းစားနေမိပါတယ်။အဲ့ဒီမျက်မှန်ကပဲသူ့ကိုမြင်းချောင်းတွေမြင်အောင်လုပ်ပေးတာလားလို့သူမသိချင်နေခဲ့ပါတယ်။ဂျီဦးကသူမကိုစကားပြောဖို့ကြိုးစားပေမဲ့စွန်အားအိမ်ပြန်ရလာပြီးယွန်းဟုံကိုမှတ်မိသွားတာကြောင့်စကားပြတ်သွားပါတယ်။နောက်ပိုင်းမှာတော့စွန်အားကယွန်းဟုံနဲ့သူမဟာအလဲတန်းကျောင်းမှာအတူတူတက်ခဲ့တာဖြစ်ကြောင်းနဲ့ယွန်းဟုံရဲ့အမေကအဖေကိုတက်ပြီးထွက်ပြေးသွားတဲ့ဇလန်းကျောင်းတစ်ခုကိုဂျီဦးကိုပြန်ပြောပြပါတယ်။တစ်ဖက်မှာတော့ယွန်းဟုံဟာဒီမြင်းကျောင်းတွေကိုမြင်ရလာကပထမဦးဆုံးအကြိမ်အဖြစ်တစုံတယောက်ကိုကူညီပေးနိုင်ခဲ့မှန်သိသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့နံပါတ်မသိတဲ့တယောက်စီကနေမင်းမြင်ရတာတွေကိုငါလည်းမြင်နိုင်တယ်။ဒါကြောင့်အလေတန်းကျောင်းကိုလာပါလို့စာတူတစ်ခုတော့ရောက်လာခဲ့ပါတယ်။နောက်ထပ်နေ့မနေ့မှာတော့ယွန်းဟုံဟာအဲ့ဒီစာတူကိုပဲစိုက်ကြည့်နေမိပြီးနောက်ဆုံးမှာတော့သူမရဲ့ဘဝကိုပြန်လည်စတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာပဒင်းပေါက်တွေမှာကတ်ထားတဲ့ကတ်တူပြားတွေအားလုံးကိုခွာချလိုက်ပြီးတိုက်ခန်းကိုလည်းတက်တက်ရက်ရက်တန့်ရှင်းရေးလုပ်လိုက်ပါတယ်။ကျောင်းမှာတော့စွန်အားကစာသင်ခန်းထဲကိုဝင်လာတဲ့အခါသူမကိုအနိုင်ကျင့်တဲ့လူတွေကကြောက်တင်ပုံပေါ်မှာသူမကိုလောင်ပြောင်တဲ့ပုံကိုဆွဲထားတာကိုတွေ့လိုက်ရတယ်။ဟာယောင်ကစွန်အားရဲ့ဗီဒီယိုတွေကနေခိုးယူထားတဲ့အချစ်မက်ကြောက်စာတို့ကိုကျဲလောင်စွာဖက်ယွင်းနေလာကြောင်းစွန်အားကအဲ့ဒီစာကိုပြန်လူယူဖို့သူမအပေါ်ခုံအုပ်လိုက်ပါတော့တယ်။ဆီယာမကျူဂျင်စာသင်ခန်းထဲဝင်လာပြီးဟာယောင်ကိုဆွဲထုတ်လိုက်တဲ့အချိန်ထိအဲ့ဒီမိန်းကလေးနှစ်ယောက်ဟာဂရင်းပေါ်မှာလုံးထွေးတပ်ပုံနေခဲ့ပါတယ်။အဲ့ဒီနောက်ဆီယာမကအဲ့ဒီမက်ကြောက်စာတို့ကိုယူပြီးစုပ်ပြပစ်လိုက်ပါတယ်။အကျန်းစင်းလို့စွန်အားအိမ်ပြန်မှုဖြစ်တဲ့အခါမှာသူမရဲ့လော်ကာထဲမှာမျက်မှန်တလက်ကိုရှာတွေ့ခဲ့တာကြောင့်ခဏရပ်တန့်သွားပါတယ်။တစ်ဖက်မှာတော့ဂျီဝူကဒီအမှုမှာတခုခုလွဲနေသေးတယ်လို့ထင်နေသေးတာကြောင့်တဲလွန်ရှာဖို့ရောင်မင်းရဲ့တိုက်ခန်းကိုတွားရောက်ခဲ့ပါတယ်။အစတုန်းကတော့နေရန်တွေကိုအနီရောင်တုံဆွဲထားတာလို့ထင်ဟပေမဲ့တေချာကြည့်လိုက်တဲ့အခါမှာနေရန်ပေါ်မှာမြင်းချောင်းပေါင်းများစွာနဲ့ရေးဆွဲထားတာကိုတွေ့လိုက်ရတဲ့အတွက်ဂျီဝူတယောက်အံ့အားသွားတင်သွားရပါတယ်။အဲ့ဒီနောက်မှာတော့သူဟာအော်ဟစ်တန်တစ်ခုကိုကြားလိုက်ရပြီးပဒင်းပေါက်ကနေလှမ်းကြည့်လိုက်တဲ့အခါရောင်မင်းကအိမ်ကြီးချင်းအမျိုးသမီးကိုထပ်ပြီးတိုက်ခိုက်နေတာကိုမြင်လိုက်ရပါတယ်။ယွန်းဟုံကရောင်မင်းရဲ့ခြေထောက်ကိုဓာတ်နဲ့ထိုးဖို့သူ့စီကိုတွားသွားနေချိန်မှာပဲဂျီဝူကတနက်ကိုထုတ်လိုက်ပါတယ်။ရောင်မင်းကဓာတ်ကိုပြန်လွတ်ယူပြီးသူမကိုပြန်ထိုးဖို့လုပ်နေတော့မှပဲလမ်းတစ်ဖက်ချမ်းကနေဂျီဝူကသူ့ကိုတနက်နဲ့ပစ်ချလိုက်ပါတယ်။ရောင်မင်းဟာတေကာနီအချိန်မှာမြင်းချောင်းတွေပျောက်ကွယ်သွားတာကိုမြင်ပြီးဝမ်းသာအားရဖြစ်သွားပါတယ်။လူနာတင်ရင်အဖွေကယွန်းဟုံကိုပြုစုပေးနေတော့မှသူမဟာရောင်မင်းမျက်မှန်ကိုအသေးအတန်လိုက်ရှာနေတဲ့တေကာနီအချိန်မှာပြောသွားတဲ့နောက်ဆုံးစကားတွေကိုပြန်စဉ်းစားနေမိပါတယ်။အဲ့ဒီမျက်မှန်ကပဲသူ့ကိုမြင်းချောင်းတွေမြင်အောင်လုပ်ပေးတာလားလို့သူမသိချင်နေခဲ့ပါတယ်။ဂျီဝူကသူမကိုစကားပြောဖို့ကြိုးစားပေမဲ့စွန်အားအိမ်ပြန်ရောက်လာပြီးယွန်းဟုံကိုမှတ်မိသွားတာကြောင့်စကားပြတ်သွားပါတယ်။နောက်ပိုင်းမှာတော့စွန်အားကယွန်းဟုံနဲ့သူမဟာအလဲတန်းကျောင်းမှာအတူတူတက်ခဲ့တာဖြစ်ကြောင်းနဲ့ယွန်းဟုံရဲ့အမေကအဖေကိုတက်ပြီးထွက်ပြေးသွားတဲ့ဇလန်းကျောင်းတစ်ခုကိုဂျီဝူကိုပြန်ပြောပြပါတယ်။တစ်ဖက်မှာတော့ယွန်းဟုံဟာဒီမြင်းကျောင်းတွေကိုမြင်ရတာကပထမဦးဆုံးအကြိမ်အဖြစ်တစုံတယောက်ကိုကူညီပေးနိုင်ခဲ့မှန်ထိသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့နံပါတ်မထိတဲ့တယောက်စီကနေမင်းမြင်ရတာတွေကိုငါလည်းမြင်နိုင်တယ်။ဒါကြောင့်အလဲတန်းကျောင်းကိုလာပါလို့စာတူတစ်ခုလောက်ရောက်လာခဲ့ပါတယ်။နောက်ထပ်နေ့မနက်မှာတော့ယွန်းဟုံဟာအဲ့ဒီစာတူကိုပဲစိုက်ကြည့်နေမိပြီးနောက်ဆုံးမှာတော့သူမရဲ့ဘဝကိုပြန်လည်စတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာပဒင်းပေါက်တွေမှာကတ်ထားတဲ့ကတ်တူပြားတွေအားလုံးကိုခွာချလိုက်ပြီးတိုက်ခန်းကိုလည်းတက်တက်ရက်ရက်တန့်ရှင်းရေးလုပ်လိုက်ပါတယ်။ကျောင်းမှာတော့စွန်အားကစာသင်ခန်းထဲကိုဝင်လာတဲ့အခါသူမကိုအနိုင်ကျင့်တဲ့လူတွေကကြောက်တင်းပုံပေါ်မှာသူမကိုလောင်ပြောင်တဲ့ပုံကိုဆွဲဖားတာကိုတွေ့လိုက်ရတယ်။ဟာယောင်ကစွန်အားရဲ့ဗီဒီယိုတွေကနေခိုးယူထားတဲ့အချစ်မက်ကြောက်စာတို့ကိုကျဲလောင်စွာဖက်ယွင်းနေလာကြောင်းစွန်အားကအဲ့ဒီစာကိုပြန်လွတ်ယူဖို့သူမအပေါ်ခုံအုပ်လိုက်ပါတော့တယ်။ဆီယာမကျူဂျင်စာသင်ခန်းထဲဝင်လာပြီးဟာယောင်ကိုဆွဲထုတ်လိုက်တဲ့အချိန်ထိအဲ့ဒီမိန်းကလေးနှစ်ယောက်ဟာဂရင်းပေါ်မှာလုံးထွေးတပ်ပုံနေခဲ့ပါတယ်။အဲ့ဒီနောက်ဆီယာမကအဲ့ဒီမက်ကြောက်စာတို့ကိုယူပြီးစုပ်ပလားပစ်လိုက်ပါတယ်။
အတန်းဆင်းလို့စွမ်းအားအိမ်ပြန်မှုပြင်းတဲ့အခါမှာသူမရဲ့လောက်ကထဲမှာမျက်နှာတစ်လက်ကိုရှာတွေ့ခဲ့တာကြောင့်ခဏရပ်တန့်သွားပါတယ်။တစ်ဖက်မှာတော့ဂျီဝူကဒီအမှုမှာတခုခုလွဲနေသေးတယ်လို့ထင်နေသေးတာကြောင့်တဲလွန်ရှာဖို့ရောင်မင်းရဲ့တိုက်ခန်းကိုသွားရောက်ခဲ့ပါတယ်။အစလုံးကတော့နယံတွေကိုအနီရောင်တုံဆွဲထားတာလို့ထင်ရပြီမဲ့တေချာကြည့်လိုက်တဲ့အခါမှာနယံပေါ်မှာမြင်းချောင်းပေါင်းများစွာနဲ့ရေးဆွဲထားတာကိုတွေ့လိုက်ရတဲ့အတွက်ဂျီဝူတယောက်အံ့အားသွားတင်သွားရပါတယ်။အိမ်မှာတော့စွမ်းအားကအဲ့ဒီမျက်နှာကိုတက်ကြည့်တဲ့အခါသူမရဲ့ခေါင်းပေါ်မှာမြင်းချောင်းတစ်ချောင်းရှိနေတာကိုမြင်လိုက်ပါတယ်။ဂျီဝူအိမ်ပြင်ရောက်လာတဲ့အခါမှာတော့သူ့ရဲ့ခေါင်းပေါ်ကရာများစွာတဲ့မြင်းချောင်းတွေကိုမြင်ပြီးစွမ်းအားကလန့်ဖြန့်ပြီးအော်ဟစ်ပါတော့တယ်။သူမဟာအဆောက်အုံထဲကနေပြေးထွက်သွားပြီးလမ်းပေါ်မှာလျှောက်နေတော့လူတိုင်းရဲ့ခေါင်းပေါ်ကမြင်းချောင်းတွေကိုမြင်နေရပါတယ်။နောက်တစ်နေ့မနေ့မှာတော့ဂျီဝူကစွမ်းအားကိုကြောင်းလိုက်ဖို့ကိုစူးစမ်းပြီးမြဲသူမကတော့သူ့ရဲ့မြင်းချောင်းတွေကိုကြည့်ပြီးယွန်ချစကူစာနဲ့ထွက်ပြေးသွားခဲ့ပါတယ်။ဒီကိုကြည့်ခြင်းအထက်ဇလန်းအစမှာယွန်းဟုံပရင်းပေါက်ကမြင်ရတဲ့ရန်ဖြစ်ကျောင်းမှာတော့စွမ်းအားဟာမြင်းကျောင်းတွေကိုလိုက်ကြည့်နေရင်ဆရာမဂျူကင်မှာဘသူနဲ့မှပတ်သက်ခဲ့မှုတဲ့မြင်းကျောင်းမရှိတာကိုသတိထားမိပါတယ်။ဒါပြင်ဆရာစွန်ဂျင်ရဲ့ခရောင်းတို့ဟာမြင်းကျောင်းညှန်းဆက်နေတာကိုတွေ့လိုက်ရတဲ့အတွက်သူမတော်တော်လေးတုန်လှုပ်သွားခဲ့ရတယ်။အတန်းထဲမှာတော့ယွန်ဟုံဟာကျောင်းပြောင်းလာတဲ့ကျောင်းသူတစ်အပ်မိတ်ဆက်ဖေးခံရတာကြောင့်စွမ်းအားနောက်တစ်ချိန်အံ့အားသွားပြန်ပါတယ်။တစ်ဖက်မှာလည်းဂျီဝူဟာအမှုကိုဆက်လက်စုံစမ်းနေရင်ဓာတ်ပုံတစ်ပုံထဲမှာရောင်မင်းဟာမျက်မှန်တက်ထားတာကိုသတိပြုမိသွားပြီးမြဲတက်တဲ့ခံပစ္စည်းတွေထဲမှာတော့အဲ့ဒီမျက်မှန်ကိုမတွေ့ရပါဘူး။ဒါကြောင့်သူဟာကျောင်းကိုသွားပြီးရောင်မင်းအကြောင်းကိုဆရာမဂျူကင်ကိုမေးမြန်းခဲ့ပါတယ်။ရောင်မင်းဟာမနစ်ကအထိအဲ့ဒီကျောင်းမှာစာသင်ခဲ့လို့ပါ။ဆရာမဂျူကင်ကတော့သူမျက်မှန်တက်တာတစ်ခါမှမမြင်ဘူးကြောင်းပြောပါတယ်။ကျောင်းခေါင်မိုးပေါ်မှာတော့ဟယောင်းကစွန့်အားကိုပါရိုက်လိုက်ပါတယ်။နောက်တစ်ချက်ထက်ရိုက်ဖို့လုပ်နေတော့မှပဲစွန့်အားကတားဆီးလိုက်ပြီးသူမကိုပတ်စံထပ်မပေးနိုင်တော့ကြောင်းကြေညာလိုက်ပါတယ်။ဟယောင်းကသူမကိုကန်ချလိုက်ပြီးမြဲအခြေအနေတွေပိုဆိုးမလာခင်မှာပဲယွန်းဟုံးမြောက်လာပြီးရက်တက်မို့ပြောလိုက်ပါတော့တယ်။အဲ့ဒီနောက်ဟယောင်းကယွန်းဟုံးကိုအဆောက်အုံပစွန်းတီတွန်းပို့ပြီးချင်းလျှော့ခဲ့ပြီးမြဲယွန်းဟုံးကဟယောင်းကိုပြန်ဖမ်းချုပ်ပြီးသူမပါအတူတူပြုတ်ကျအောင်လုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြန်လဲတုံ့ပြန်ခဲ့ပါတယ်။ဟယောင်းကိုသူတို့ကိုနောင်မနှောက်ရှက်ဖို့တတိပေးပြီးတဲ့နောက်မှာယွန်းဟုံးကပြန်လွတ်ပေးလိုက်ပါတယ်။အနိုင်ချင်းနဲ့အုပ်စုထွက်သွားပြီးမြဲစွန့်အားကတော့မပြောရွှင်ပဲယွန်းဟုံးကိုဝင်းတပကိုပြောခဲ့ပါတယ်။အဲ့ဒီညမှာတော့ဂျီဖူဟာရောင်မင်းမကြာခဏသွားလိရှိတဲ့ဘားတစ်ခုကိုသွားပြီးဘာတင်တာကိုစစ်မေးခဲ့ပါတယ်။ရောင်မင်းဟာတယောက်သေးတိတ်ဆိတ်တောက်လိရှိပေမဲ့နောက်ပိုင်းမှာတော့အရက်အမှုမနေဘဲနေကောင်သူ့ဘာသာသူစကားတွေအများကြီးပြောလာတဲ့ကြောင်းသူသိလိုက်ရတယ်။ဘာတင်တာဟာရောင်မင်းတစ်ခုခုကိုရေးသွက်နေတာကိုကြားခဲ့တယ်လို့သူဟာအများအားမျက်မှန်တက်ထားလိရှိတာကိုလည်းမြင်ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲစွန့်အားဟာဆရာစွန်ကျင်နဲ့တူးတဲ့တိတ်ဆိတ်ချင်းတွေ့နေတဲ့ဟယောင်းနောက်ကိုနောက်ယောင်ခံလိုက်သွားခဲ့ပါတယ်။သူတို့နှစ်ယောက်ဟိုတယ်တစ်ခုထဲဝင်သွားတာကိုစွန့်အားကတပ်ပုံရိုက်ပြီးဟယောင်းစီကိုပေးပို့လိုက်ပါတော့တယ်။ဒါပေမဲ့ဟယောင်းကတော့သူမဟာအရွယ်မရောက်သေးတာဖြစ်တာကြောင့်ဒါဒေတာလူသိရှင်ကြားဖြစ်သွားတော့ရင်ဆရာပဲဒုက္ခရောက်မှာဖြစ်ကြောင်းပြန်ပြောခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ဆရာစွန်ကျင်ဟာအဲ့ဒီတပ်ပုံနဲ့အတူငွေသား320မီလီယံပေးဖို့ချင်းချောက်စာကိုလက်ခံရရှိပါတယ်။သူကဟယောင်းကိုအဲ့ဒီကိစ္စမေးတဲ့အခါမှာတော့ဒါဟာစွန့်အားရဲ့လက်ချက်ဖြစ်ကြောင်းဟယောင်းကပြောပြလိုက်ပါတယ်။ဆရာစွန်ကျင်သူ့စပွဲပေါ်ပြန်ဟောတဲ့အခါမှာတော့သူဖောက်ပြန်ထားသမျှအမျိုးသမီးအားလုံးရဲ့ဓာတ်ပုံတွေကိုပါထပ်တွေ့လိုက်ရပါတယ်။အခုတော့သူမမှာအရှိန်အဝါရှိသွားပြီလို့ယုံကြည်ချက်ရှိသွားတဲ့စွန့်အားဟာကျောင်းမှာတငယ်ချင်းတွေပိုများလာပြီးဟယောင်းနဲ့လမ်းခွဲသွားတဲ့ချီလောက်ဟင်ချီနဲ့တောင်တွဲပြလာပါတယ်။ရေချမ်းထဲမှာတော့ယွန်ဟုံးကစွန့်အားရဲ့မျက်မှန်ဟာရောင်မင်းရဲ့မျက်မှန်နဲ့တူနေတာကိုသတိထားမိသွားပြီးသူမကိုယ်တိုင်လည်းမြင်းကြောင်းတွေကိုမြင်နိုင်ကြောင်းဝန်ခံလိုက်ပါတယ်။အဲ့ဒီခါမှာတော့စွန့်အားကဒီမျက်မှန်ကသူမကိုမြင်းကြောင်းတွေမြင်အောင်လုပ်ပေးနိုင်ခဲ့ကြောင်းနဲ့ဘလို့ရှာတွေ့ခဲ့လဲဆိုတာကိုရှင်းပြလိုက်ပါတော့တယ်။ယွန်ဟုံးကဒီမျက်မှန်ရဲ့အန္တရာယ်ရဲ့အကြောင်းသတိပေးပြီးအရင်ပိုင်ရှင်ဟာတိတ်ဆုံးသွားခဲ့တယ်လို့ပြောပြပေမဲ့စွန့်အားကတော့ဂရုမစိုက်ပါဘူး။သူမကမြင်းကြောင်းတစ်ခုကိုဘလို့ဖျက်ပစ်ရမလဲလို့မေးတဲ့အခါယွန်ဟုံးကတခြားတစ်ယောက်သေသွားမှသာပျောက်မှာဖြစ်ကြောင်းပြန်ပြောပြပါတယ်။ညနေပိုင်းမှာတော့စွန့်အားဟာချီဝါနဲ့အတူအချင်းဖြုံးပြခြင်းကကြောင့်ဆီလာစွန်ကျင်ကြီးကပတ်စံရပြီဆိုတဲ့စာရုံဝင်လာတာကြောင့်အနောက်ရှက်ဖြစ်လာပါတယ်။သူတို့နှစ်ယောက်ဟိုတယ်ကနေထွက်ပြီးကုန်းတိုင်ကိုတွားကြကြပေမဲ့ဟယောင်းကနောက်ကနေတောက်လျှောက်လိုက်နေတာကိုတော့သူတို့မသိခဲ့ကြပါဘူး။တကယ်တော့ဟယောင်းဟာအိမ်ထိုင်ခန်းထဲမှာဖုံးနေရင်မျက်မှန်အကြောင်ပြောနေကြတာတွေကိုကြားသွားခဲ့တာပါ။စွန့်အားကသူမရဲ့ရီစားညံထပ်ဖို့ရိုက်နေတော့မှအိတ်ကိုချမိသွားပါတယ်။အဲ့ဒီအခွင့်အရေးကိုတုံးပြီးဟယောင်းကမျက်မှန်ကိုခိုးသွားခဲ့ပါတယ်။သူမကမြို့ထဲမှာရှောက်သွားရင်လူတွေရဲ့မြင်းကြောင်းတွေကိုလိုက်ကြည့်နေတော့မှပဲတဆုံတယောက်ကတိုက်ခိုက်ခြင်းကိုခံလိုက်ရပါတော့တယ်။စွန့်အားကမျက်မှန်ပြောင်းနေတာကိုသတိထားမိသွားပြီးယုံဟုံးကရီသွားတယ်လို့ထင်မှတ်ပြီးသူမကိုဖုံးဆက်ခဲ့ပါတယ်။ဒါပေမဲ့ချင်းဆိုထားတဲ့အချိန်နောက်ကျနေတာကြောင့်စကားအများကြီးမပြောနိုင်ပဲကျောင်းကိုအပြေးလွှားသွားပြီးခေါင်းမိုးပေါ်မှာဆရာစွန်ကျင်နဲ့တွေ့ဆုံပါတယ်။ဆရာစွန်ကျင်ကသူ့မှာမိသားစုရှိတာကြောင့်ကရုဏာတပ်ပေးဖို့တောင်းပန်ပေမဲ့စွန့်အားကတော့တခြားမိန်းမတွေသူမကိုအနိုင်ကျင့်နေတော့ကဆရာကိုယ်တိုင်တိလျက်နဲ့ဘာမှမလုပ်ပေးခဲ့တာကိုပြန်လဲအမှတ်ရစေခဲ့ပါတယ်။အဲ့ဒီနောက်ဆရာစွန်ကျင်ကတောင်းပန်မှုစူးစမ်းနေတော့မှပဲသူ့ဇနီးစီကစာတုံးတစ်ဆောင်ဝင်လာပါတယ်။သူ့ဇနီးကဖောက်ပြန်ထားတဲ့ဓာတ်ပုံတွေကိုလက်ခံရရှိထားပြီးအကြီးကျယ်ဒေါသထွက်နေတာပါ။စွန့်အားကအဲ့ဒီဓာတ်ပုံတွေကိုသူမကိုယ်တိုင်မပို့ခဲ့တာကြောင့်အံ့ဩသွားပြီးမြဲဆရာစွန်ကျင်ကတော့သူမကိုမယုံကြည်ပါဘူး။အဲ့ဒီအချိန်မှာပဲယုံဟုံးကကျောင်းကိုရောက်လာပြီးစွန့်အားခေါင်းမိုးပေါ်ကနေပြုတ်ကျလာတာကိုတွေ့လိုက်ရပါတယ်။စွန့်အားမြေချင်းပေါ်ကိုပြုတ်ကျသွားတဲ့အချိန်မှာယုံဟုံးလည်းတတိလစ်သွားခဲ့ပါတယ်။ခဏကြာတော့စေးရုံကဆရာဝန်လေးဟာစွန့်အားလေးအသက်ကိုကယ်လင်ဖို့ကြိုးစားနေကြမှာတော့တယ်။ဂျီဖူရောက်လာတဲ့အခါမှာယုံဟုံးကိုတွေ့လိုက်ရပြီးသူမကတော့ဒါဟာစွန့်အားကိုအဆုံးစီရင်တာ self tip မဟုတ်ဖြစ်နိုင်ဘူးလို့သူ့ကိုပြောပြလိုက်ပါတယ်။နောက်တနေ့မနက်မှာတော့ဟယောင်းကျောင်းမတက်တာကိုယုံဟုံးကသတိထားမိသွားသလိုအခြားဆရာတွေကလည်းဆရာစွန်ကျင်အလုံးမလာတာကိုသိလိုက်ရပါတယ်။စွန့်အားရဲ့မတော်တဆဖြစ်သွားခဲ့ပြီးတဲ့နောက်ကနေအခြေအနေတွေဟာတင်းတာလာပြီးကျောင်းကားတွေကိုစောင့်ရှောက်ရမယ်ဆရာတွေရဲ့တာဝန်တွေပတ်သက်ပြီးအခြေအတင်အငင်းပွားမှုတွေဖြစ်လာပါတယ်။လူတိုင်းစိတ်အေးသွားတဲ့အခါမှာတော့ဂျီဖူကသူ့အိမ်အောင်မပြုတ်တော့ဘူးလို့ကြေညာလိုက်ပါတယ်။ယုံဟုံးကအသက်ရှူရှောက်ရက်ကွေးနဲ့တတုမှန်ခံယူနေတဲ့စွန့်အားကိုတွားကြည့်ပေမဲ့ဂျီဖူလည်းတနေရာမှာရှိနေတာကြောင့်နှုတ်မဆက်ဖဲပြန်ထွက်လာခဲ့ပါတယ်။ကျောင်းမှာတော့သူမကစွန့်အားရဲ့မျက်မှန်နဲ့တူတဲ့မျက်မှန်တစ်ခုကိုတက်ထားတဲ့ဂျွန်ဆွန်ကိုမြင်လိုက်တာနဲ့အတင်းလူယူကြည့်လိုက်ပေမဲ့အဲ့ဒါကတာမန်မျက်မှန်ပဲဖြစ်နေပါတယ်။တစ်ဖက်မှာလည်းဂျီဖူဟာသူ့စပယ်ပေါ်မှာထူးဆန်းတဲ့မျက်မှန်ကိုရှာတွေ့သွားပြီးအဲ့ဒါကိုစမ်းသပ်ကြည့်လိုက်ပါတယ်။
ဂျီဝုကဆရာရီရဲ့ခေါင်းပေါ်ကမြင်းချောင်းတွေကိုမြင်သွားတဲ့အခါသူ့စီမှာရှိနေတဲ့ယာချီရဲ့မြင်းချောင်းတွေနဲ့အတူဂျီဝုစုံစပ်ဝင်လာတဲ့အခါသူကလန့်ဖြန့်သွားခဲ့ပါတယ်ဂျီဝုကအတုံးဝင်မဲ့တဲ့အချက်လက်တွေရမလားဆိုပြီးကွင်းကိုတီးတန့်မေးမြန်းခဲ့တာမှာဟယောင်ဒီနေ့ကြောင်းမတတ်ဘူးဆိုတာကိုသိလိုက်ရပါတယ်နောက်ပြီးဂျီဝုကချီကိုစစ်မေးတဲ့အခါမှာတော့သူကစိတ်မကောင်းဖြစ်နေတဲ့ပုံဒါမှမဟုတ်စိုးရိမ်နေတဲ့ပုံလုံးဝမပြပါဘူးချီဝမ်ကသူဟာစွမ်းအားနဲ့တကယ်တမ်းပတ်သက်ခဲ့တာမဟုတ်ဘူးလို့ပြောပြီးစွမ်းအားကပစ္စည်းတစ်ခုခုပျောက်ဆုံးနေတာကိုသတိထားမိသွားတဲ့အချိန်မှာချင်းတွေ့မှုကိုရပ်ပြီးထွက်သွားခဲ့တယ်လို့ပြောပါတယ်နောက်ပိုင်းမှာဂျီဝုကကုန်းတိုင်းကလုံခြုံရေးကင်မရာမှတ်ကန်းတွေကိုစစ်ကြည့်တဲ့အခါဟယောင်ကအိတ်ကိုယူသွားတာကိုမြင်လိုက်ရပါတယ်သူကအမှုကိုဆက်လက်စုံစမ်းစစ်ဆေးခြင်းနေပေမဲ့သူ့ရဲ့အထက်လူတွေကတော့ဒီခဏကြာမှတော့ဟိုတယ်မှာဂျွန်ဝူဟာ room service အယောင်ဆောင်ပြီးဖြောင်းချတကားဖွင့်လာအောင်လုပ်လိုက်ပါတယ်တကားပွင့်လာတဲ့သူဟာဖြောင်းချကိုနေရာမှာကတ်ပြီးဖောက်ပြန်တဲ့ကိစ္စနဲ့ပတ်သက်လို့အတင်းအကျပ်ရင်ဆိုင်မေးမြန်းပါတယ်ဖြောင်းချကတော့အဲ့ဒီပတ်သက်မှုကိုအဆုံးသတ်ပါမယ်လို့သဘောတူပြီးမြဲကိစ္စရက်တွေကိုရှင်းလင်းဖို့အချိန်နဲ့ပေးဖို့တောင်းဆိုခဲ့ပါတယ်နောက်တစ်နေ့မှာဂျွန်ဝူကနိုင်ငံခြားထွက်ဖို့ပစ္စည်းတွေအကုန်ပြင်ဆင်ဖို့သွားပြီးမြဲဖြောင်းချကသူ့ဇနီးစီအခုထိဖုန်းမဆက်သေးတာကြောင့်ဂျွန်ဝူစိုးရင်စိတ်ဝင်လာပါတယ်ဂျွန်ဝူဟာအဲ့ဒီအမျိုးသမီးရဲ့ Instagram ကိုရှာဖွေကြည့်လိုက်တဲ့အခါမှာတော့သူမမှာကိုဝင်ရှိနေတာကိုသိသွားခဲ့ပါတယ်ဒေါသအလေးလေးထွက်လာတဲ့ဂျွန်ဝူဟာတက်ဆီငှားပြီးအိမ်ကိုအမြန်ပြန်ခဲ့တယ်လို့သူ့အမချောင်းမီစီကိုလည်းဖုန်းတောက်လျှောက်ဆက်ခဲ့ပြီးမြဲသူမကဖုန်းမကင်ပါဘူးအိမ်ရှိကိုရောက်တဲ့အခါမှာတော့ချောင်းမီဟာသူမလေးကားနဲ့အဲ့ဒီကိုဝင်ဆောင်အမျိုးသမီးရဲ့ကားကိုဝင်တိုက်လိုက်တာကိုဂျွန်ဝူတွေ့လိုက်ရပါတယ်ချောင်းမီကကားပေါ်ကဆင်းလာပြီးဘာလို့အရာအလုံးကိုဖျက်ဆီးပစ်တာလဲလို့သူ့မောင်လေးကိုအော်ဟစ်မိမြန်ပါတော့တယ်အဲ့ဒီနောက်မှာတော့ပြောင်းချရောက်လာပြီးသူ့ရဲ့တရားဝင်ဇနီးဖြစ်တဲ့ကိုဝင်ဆောင်အမျိုးသမီးကိုအရင်ဆုံးနှက်သိမ့်ပေးလိုက်ပါတယ်ဂျွန်ဝူကဒေါသတကြီးနဲ့သူ့ကိုထိုးကြည့်လိုက်ပြီးရန်ပွဲအကြီးအကျယ်ဖြစ်တော့မယ့်အချိန်မှာချောင်းမီကတားဆီးလိုက်ပြီးအမှန်တရားကိုဖွင့်ချလိုက်ပါတော့တယ်တကယ်တော့အဲ့ဒီကိုဝင်ဆောင်အမျိုးသမီးကသာပြောင်းချရဲ့ဇနီးအစ်စ်ဖြစ်ပြီးချောင်းမီကသာတစ်ချိန်လုံးလျှို့ဝှက်ဖောက်ပြန်နေတဲ့သူဖြစ်နေတာပါဒါပေမဲ့ဂျွန်ဝူကပြောင်းချကိုဟိုတယ်မှာတွားရောက်စုဖို့ကြီးမောင်းဖြစ်ပြီးတယ်နော်ပြောင်းချကချောင်းမီနဲ့အဆက်အသွယ်ဖြတ်ဖို့လုပ်ခဲ့တာကြောင့်သူမကအခုလိုမျိုးယူသက်စွာတုံ့ပြန်ခဲ့တာပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းဂျီဝူဟာစွန့်အားရဲ့အခန်းကိုရှာဖွေရင်းမန်နူစာအုပ်တအုပ်ကိုတွေ့ရှိသွားပါတယ်အဲ့ဒီအနီးအနားမှာပဲယွန်းဟုံးကဟိုတယ်မှာဝန်ထမ်းခေါ်နေတဲ့ကြော်ညာကိုတွေ့တာနဲ့ဓာတ်ပုံရိုက်ထားလိုက်ပါတယ်သူမထွက်သွားပြီးတဲ့နောက်မှာတော့တစုံတစ်ယောက်ကအဲ့ဒီကြော်ညာကိုစုပ်ဖဲပစ်လိုက်ပါတယ်ယွန်းဟုံးအိမ်ပြန်ရောက်တဲ့အခါဂျီဝူကမန်နူစာအုပ်ထဲမှာဆွဲထားရဲ့အနီးရောင်ငင်းချောင်းတွေကိုပြလိုက်တာကြောင့်နောက်ဆုံးမှာတော့သူမကအရာအလုံးကိုဂျီဝူကိုဖွင့်ပြပြလိုက်ပါတော့တယ်နောက်တနေ့မနက်မှာတော့မြန်မာဟာကျောင်းအရေးရှိမှုမီးဆောင်စီကိုရောက်ရှိနေပါတယ်။သူမဟာအထက်လူကြီးတွေရဲ့အမြဲတမ်းအဆူအပူခံနေသူဖြစ်ပြီးသူမရဲ့တကယ်အိမ်မက်ကတော့မင်းသမီးတစ်ယောက်ဖြစ်လာဖို့ဖြစ်ပါတယ်။ပိတ်ရက်တွေမှာတော့သူမဟာစပင်းဒူတွေတက်ပြီးအလှပြင်ရတာကိုဝါသနာပါပါတယ်။ဒေတာတော်ဟိုတယ်တစ်ခုမှာယွန်းဟုံးကအိတ်ကျော်အထိအလုပ်ဝင်နေပြီးမီးဆောင်အခန်းကားဖို့ရောက်မလာခင်လေးမှာပဲသူမရဲ့ကျောင်းကတငယ်ချင်းတစ်တွေကလာရောက်လေပတ်ကြပါတယ်။စပင်းဒူတက်ပြီးမဲ့လေကျောင်းသားတွေကမီးဆောင်ကိုမှတ်မိသွားကြပါတယ်။အခန်းထဲမှာတယောက်တည်းရှိနေတဲ့အချိန်မှာတော့မီးဆောင်ဟာဆွဲဆောင်မှုရှိတဲ့လူသက်ပြဲတစ်ယောက်အဖြစ်တရုပ်ဆောင်ကျင့်တည်ခဲ့ပါတယ်။နောက်ပိုင်းသူမအခန်းကထွက်သွားပြီးတဲ့နောက်မှာတော့ယွန်းဟုံးကမီဆောင်ရဲ့ခေါင်းပေါ်မှာမြင်းချောင်းတစ်ချောင်းရှိနေတာကိုသတိထားမိသွားပါတယ်။ရဲစခန်းမှာဂျီဝူနဲ့တောင်စစ်တို့ဟာအထက်လူကြီးကိုခိုးကြောင်ခိုးဝါနဲ့အမှုကိုဆက်လက်စုံစမ်းနေကြပါတယ်။ဂျီဝူဟာယွန်းဟုံးရဲ့ဖိုင်တွယ်ကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့သူမရဲ့အမေကအဖေဖြစ်တဲ့သူကိုတတ်ထဲတဲ့အကြောင်းသိလိုက်ရပါတယ်။အကြောင်းရင်းကတော့ယွန်းဟုံးဆွဲထားတဲ့ပုံတွေကအနီရောင်မြင်းချောင်းတွေကိုကြည့်ပြီးသူ့အဖေဖောက်ပြန်နေမှန်းသိသွားလို့ဖြစ်ပါတယ်။နောက်ပိုင်းဆေးရုံမှာဂျီဝူကစွန့်အားရဲ့ခေါင်းပေါ်မှာအနီရောင်မြင်းချောင်းတွေရှိမရှိယွန်းဟုံးကိုမေးမြန်းခဲ့ပါတယ်။ယွန်းဟုံးကစွန့်အားမှာမြင်းချောင်းတစ်ချောင်းရှိပေမဲ့ကျောင်းကဘယ်သူညက်မှဆက်နွယ်မရှိကြောင်းရှင်းပြခဲ့ပါတယ်။အဲ့ဒီညမှာယွန်းဟုံးတည်င်းကြည့်နေရင်ရဲဖမ်းဆီးလိုက်တဲ့လူသက်ဖဲတယောက်အကြောင်းကိုသိလိုက်ရပါတယ်။အဲ့ဒီလူဟာထူးချမ်းတဲ့မျက်မှတ်ကိုတက်ပုံရပါတယ်။နောက်တစ်နေ့မနက်မှာတော့ဂျွန်ဆွန်ကသူမကိုအပြင်ထွက်လေဖို့ဖိတ်ခေါ်ခဲ့ပါတယ်။သူတို့ညကရေကူးခန်းထဲကိုခိုးဝင်ခဲ့ကြပြီးယွန်းဟုံးကအဝတ်အစားတွေနဲ့တင်ရေထဲခုန်ချချလိုက်ပါတယ်။ဂျွန်ဆွန်ကလည်းသူ့နောက်ကလိုက်ခုန်ဆင်းသွားခဲ့ပြီးနှိရုပ်သားပျော်ရွှင်စွာရေမောခဲ့ပါတယ်။သူ့အနောက်မှာနေရတာစိတ်လုံခြုံမှုရှိလာတဲ့အတွက်ယွန်းဟုံးကသူမြင်နေရတဲ့မြင်းချောင်းတွေအကြောင်းကိုသူ့ကိုပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမမှာလိန်ပြောစရာအကြောင်းပြမရှိတဲ့အတွက်ဂျွန်ဆွန်ကသူ့စကားကိုယုံကြည်ပေးခဲ့ပါတယ်။မီဆောင်နောက်တစ်ချိန်ဟိုတယ်ကိုရောက်လာတဲ့အခါမှာတော့သူမဟာမျက်မှတ်ကိုဘလို့ရှာဖွေသွားခဲ့ကြောင်းနဲ့သူမဆွဲလာနေတဲ့အမျိုးသားမှာချစ်သူရှိနေတာကိုမြင်းချောင်းတွေနောက်ကလိုက်ပြီးဘလို့သိရှိသွားခဲ့ကြောင်းတရုပ်ဆောင်ရင်ပြောပြနေခဲ့ပါတယ်။အဲ့ဒီအမျိုးသားမှာသူမနဲ့ဆက်သွယ်ထားတဲ့မြင်းချောင်းတစ်ချောင်းသာရှိပေမဲ့သူ့ချစ်သူရဲ့ခေါင်းမှာတော့မြင်းချောင်းတွေအများကြီးရှိနေတာကိုသူမမြင်နေရတာပါ။မီဆောင်ဟာနေရန်မှာအပေါက်တစ်ပေါက်ဖောက်ထားခဲ့ပါတယ်။အဲ့ဒီစုံတွဲဟိုတယ်မှာလာဆုံတိုင်းမီဆောင်ဟာသူတို့ကိုအဲ့ဒီအပေါက်ကချောင်းကြည့်နေခဲ့တာပါ။သူမသဘောကျနေတဲ့အမျိုးသားကိုဟိုမင်းကလေးကလီကျိုက်နေတယ်လို့ယူဆတော့ဘူးစိတ်ကုန်လာတဲ့အတွက်မီဆောင်ဟာဟိုတယ်မှာဆက်နေဖို့ပတ်စံထပ်ပေးပြီးအစီအစဉ်တစ်ခုဆွဲပါတော့တယ်။နောက်တနေ့တော့အဲ့ဒီအမျိုးသားရဲ့ချစ်သူရောက်လာတဲ့အခါမီဆောင်ကမြည်တဲ့ချေးဘူးနဲ့ရိုက်ပြီးသတိလင်းအောင်လုပ်လိုက်ပါတယ်။အဲ့ဒီနောက်သူမကိုကျိုးနဲ့တောက်ပြီးအဝတ်အစားတွေပါလူယူဝတ်ဆင်လိုက်ပါတယ်။မီဆောင်ဟာသူမသဘောကျနေတဲ့အမျိုးသားနဲ့တွေ့ဖို့အဲ့ဒီမိန်းကလေးရဲ့အဝတ်အစားတွေကိုဝတ်ဆင်ထွက်လာပြီးမြဲထိုအမျိုးသားကသူမကိုကြောင်းကအတွင်းရေးရှိမှုမှန်ချက်ချင်းမှတ်မိသွားခဲ့ပါတယ်။မီဆောင်ကသူကျင်ထားတဲ့စိတ်ညွတ်အတိုင်းပြောဆိုပြီးသူနားကိုကတ်သွားပြီးမြဲအမျိုးသားကစိတ်မဝင်စားဘူးထွက်သွားခြင်းကြိုးစားပါတယ်။အဲ့ဒီမှာတော့မီဆောင်ကသူ့ကြောကိုစတေပလာနဲ့ပေပေါက်လိုက်တဲ့အခါသူဟာရုတ်တရက်လဲကျသွားမှာတော့တယ်။မီဆောင်ကသူ့ရုပ်အလောင်းကိုကိုရင်ပေါ်တင်ပြီးနှမ်းရွှင်ရင်းသူတောက်တဲ့ရေထဲမှာအိတ်ဆေးတွေထည့်ထားခဲ့ကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသားရဲ့ခေါင်းကသွေးထွက်နေတာကိုမီဆောင်တတိထားမိသွားပါတယ်။ဒါပေမဲ့သူမကတော့ဒါကိုဂရုမစိုက်ပဲသူမရဲ့စိတ်ကူးရင်မှုကိုဖြည့်တီးဖို့သူ့အပေါ်မှာခွဲတက်ပြီးကာမစိတ်ယုံနေတဲ့အောင်ဟန်ဆောင်နေခဲ့ပါတယ်။အမျိုးသားတည်ဆုံးသွားခြင်းအမျှသူ့ရဲ့မြင်းကြောင်လေးပျောက်ကွယ်သွားပြီးမီဆောင်ကတော့ကာမအထွတ်ပုံကိုရောက်ရှိသွားပါတယ်။အဲ့ဒီနောက်မှာတော့မီဆောင်ဟာစတေပလာကိုကိုက်ပြီးရေချိုးကန်တင်မှာထိုင်နေခဲ့ပါတယ်။သူမရဲ့ခြေထောက်တွေလက်မောင်းတွေနဲ့မျက်နှာပေါ်မှာပါစတေပလာပင်တွေအပြည့်ထူသွားခဲ့ပါတယ်။စင်ကြလမ်းမှာတော့ယွန်းဟုံးကကျိုးတောက်ထားတဲ့အမျိုးသမီးအခန်းကပြေးထွက်လာတာကိုမြင်လိုက်တာကြောင့်အခန်းထဲကိုအပြေးလွန်ရင်းပြီးဖြောင်းကြီးသွားခဲ့ပါတယ်။အမျိုးသားရဲ့ရုပ်အလောင်းကိုတွေ့လိုက်လာပါတယ်။မကြခင်မှာတော့ရဲတွေရောက်လာပြီးဂျီဝူဟာရေချိုးကန်ထဲမှာတိတ်ဆုံးနေတဲ့မီဆောင်ကိုတွေ့ရှိပေမဲ့မျက်မှတ်ကတော့ပျောက်နေပါတယ်။အဖွေသားတွေတက်တေကန်ပစ္စည်းတွေအကုန်သိမ်းဆည်းပြီးတဲ့နောက်မှာတော့ဂျီဝူကရေချိုးကန်ထဲကရေတွေကိုဖောက်ထုတ်လိုက်ပြီးနောက်ဆုံးမှာတော့မျက်မှတ်ကိုရှာဖွေသွားပါတယ်
သူအဲ့ဒီမျက်မှတ်ကိုတက်လိုက်တဲ့အခါမှာတော့သူ့ခေါင်းပေါ်မှာရှိနေတဲ့မြင်းချောင်းအားလုံးကိုမြင်လိုက်ပါတော့တယ်ရဲစခန်းကိုရောက်တဲ့အခါမှာတော့ဂျီဝူဟာရဲဝန်ထမ်းတွေအတိတ်ကဖောက်ပြန်မှုတွေအားလုံးကိုအဲ့ဒီမျက်မှတ်နဲ့လိုက်ကြည့်ပြီးသိသွားခဲ့ပါတယ်ဂျီနာဖြတ်ထွက်လာတဲ့အခါသူမမှာရှိနေတဲ့မြင်းချောင်းတွေအများကြီးလောတဲ့အတွက်ဂျီဝူတယောက်စိတ်ရှုပ်ထွေးသွားရပါတယ်အဲ့ဒီနောက်ဂျီဝူကချီကိုဆေးရုံကိုခေါ်လာပြီးစွန့်အားရဲ့မြင်းချောင်းကချီနဲ့ဆက်နွယ်မရှိကြောင်းကိုအတိအပြုလိုက်ပါတယ်စွန့်အားရဲ့ရည်ရည်တောက်ခီအကြောင်းကိုဂျီဝူကမေးမြန်းတာချီကသူမကိုတခြားပဲသူနဲ့မှတွဲတာမမြင်ဘူးကြောင်းဒါပေမဲ့သူမအယမ်းမုန်းတဲ့အမျိုးသားတစ်ယောက်အကြောင်းကိုတော့ခဏခဏပြောလို့ရှိကြောင်းပြန်ပြောပြခဲ့ပါတယ်အဲ့ဒီညမှာတော့ယောဟုံကသူမရဲ့မွေးနေ့ပါတီကိုလာခဲ့ပါလို့ဖိတ်ခေါ်နေတဲ့နံပါတ်မသိတဲ့သူတယောက်စီကစာတို့တစ်ခုကိုလက်ခံခဲ့ပါတယ်နောက်တနေ့မနက်ကြောင်းရောက်တဲ့အခါယောဟုံကဂျာကပုံမှန်ထက်ပိုပြီးရှက်ရှက်ရဲရဲဖြစ်နေတယ်လို့ဖြစ်ပြီးမြင်းကြောင်းတွေအများကြီးရှိနေတာကိုသတိထားမိသွားပါတယ်ရဲစခန်းမှာတောင်စစ်ကကိုတီလက်ရောက်ကျူးလွန်မှုတစ်ခုအတွက်ဂျီဝူကိုအကူအညီတောင်းဆိုလာပါတယ်တကယ်တော့မနေ့ကဂျီနာကသူမကိုအခွင့်ကောင်းယူစောက်ကားခဲ့တဲ့ဟာနုဆိုတဲ့အမျိုးသားတစ်ယောက်အကြောင်းကိုလာရောက်တိုင်တန်းခဲ့တာပါဂျီနာကတော့ဒါဟာသူမအတွက်ပထမဦးဆုံးလိမ်မှုရအတွေ့အကြုံဖြစ်တယ်လို့ဆိုခဲ့ပေမဲ့တိုင်ချက်ဖွင့်တဲ့ဗီဒီယိုမှတ်တမ်းကိုကြည့်နေတော့မှဂျီဝူကတော့သူမမှာတခြားမြင်းကြောင်းတွေပါမြင်နေရတာပါတောင်စစ်နဲ့ဂျီဝူတို့ကစုံစမ်းဖို့ကြောင်းကိုရောက်လာကြပြီးဂျီဝူကတော့အပြစ်အမြင်မြင်းကြောင်းတွေရှိတဲ့စစ်တန်းတရွယ်တွေကိုကြည့်ပြီးထပ်မံစိမသက်သာထိရပြန်ပါတယ်သူတို့ခွင်းကိုတွေးမိသွားတဲ့အခါမှာတော့သူမမှာဘာမြင်းကြောင်းမှမရှိကြောင်းကိုဂျီဝူအံ့ဩသွားခဲ့ပါတယ်သူတို့ဟာနုကိုလိုက်ရှာတဲ့အခါဂျီဝူဟာသူ့ခေါင်းပေါ်မှာမြင်းကြောင်းတစ်ကြောင်းတာရှိကြောင်းမြင်လိုက်ပါတယ်ဟာနုကသူဟာဂျာဘက်အတူအရက်သွားတောက်ခဲ့တာမှန်ပေမဲ့သူမကိုဘာမှမလုပ်ခဲ့ကြောင်းသူမကိုအဲ့ဒီလိုမျိုးစိတ်မဝင်စားမှုမရှိကြောင်းအတိအပြုပြောကြားခဲ့ပါတယ်ဂျီဝူကြောင်းကပြန်ထွက်လာတဲ့အခါယွန်းဟုံးကသူ့မျက်မှတ်တက်နေတာကိုမြင်သွားပါတယ်သူမကမျက်မှတ်ကိုလူချင်ပေမဲ့ဂျီဝူကတော့ဒီမျက်မှတ်တီဟာယာရန်ဂရက်ကိစ္စတွေကိုဖော်ထုတ်ရမှာအထောက်အကူဖြစ်နိုင်တဲ့အတွက်ပြန်ပေးဖို့ငင်းဆိုင်သူတို့နှစ်ယောက်အခြေတင်ဖြစ်နေတာကိုဆီယာမကွင်းရောက်လာပြီးကြားဖြတ်နှောက်ယှက်လိုက်တာကြောင့်ယွန်းဟုံးထွက်သွားခဲ့ပါတယ်ဂျီဝူကဆီယာမကိုအပြင်သွားဖို့ဖိတ်ခေါ်ဖို့ကြိုးစားခဲ့ပေမဲ့သူမကဝေခွဲမရဖြစ်နေတာကိုမြင်တော့သူကပဲစကားပြန်ရုပ်သိမ်းလိုက်ပါတယ်သူထွက်သွားတဲ့အခါမှာတော့ဆီယာမကွင်းကပြုံးနေခဲ့လေဘာလို့လဲဆိုတော့သူမကဂျီဝူရဲ့မြင်းကြောင်းနဲ့အာယုံကိုမြင်နိုင်လို့ပါအဲ့ဒီနောက်စုံထောက်ဒီဟာဂျီနာနဲ့ဟာနူတို့အလုပ်လုပ်ခဲ့မှုတဲ့ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကိုတွားရောက်ခဲ့ပါတယ်ကုမ္ပဏီတစ်ထက်ကဂျာဟာအလုပ်စူးစမ်းမှုမရှိလို့သူမကိုအလုပ်ထုတ်ခဲ့တာဖြစ်ကြောင်းနဲ့သူမဟာတခြားကလေးတွေကိုအရက်တောက်ဖို့တိုက်တွန်းတဲ့ခေါင်းဆောင်ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်နောက်ပိုင်းမှာတော့စုံထောက်ဒီဟာအချက်လက်တွေထပ်မံမေးမြန်းဖို့အတွက်အဲ့ဒီဆယ်ကျော်သက်နေအောင်လုံးကိုရဲစခန်းကိုခေါ်ယူခဲ့ပါတယ်ဂျီအိုကတကားကိုဟထားသည့်အကဲခတ်တဲ့အခါဟာနုနဲ့ဂျာတို့ရဲ့မြင်းကြောင်းဒီဟာတယောက်နဲ့တယောက်ဆက်နွယ်မနေတာကိုသတိထားမိသွားပါတယ်အဲ့ဒီညမှာဂျီအိုဟာယုံဟုံးမီရဲ့အမှုဖိုင်တွဲချက်မှာတွေ့ခဲ့တဲ့သူမအမေရဲ့ဓာတ်ပုံကိုသူမကိုပေးလိုက်ပါတယ်ဒါအပြင်ဒီမြန်မာတွေကအပြစ်မရှိတဲ့တယောက်ကိုထောင်မကျအောင်ဘလို့ကူညီပေးနိုင်ခဲ့လဲဆိုတာကိုလည်းသူမကိုရှင်းပြပါတယ်ယွန်းဟုံးကဂျာဟာပြီးခဲ့တဲ့အပတ်အထိဘာမြင်းကြောင်းမှမရှိခဲ့ဘူးလို့ပြောလိုက်တာကြောင့်ဂျီဦးအံ့အားသွားပါတယ်စုံတောက်တွေဟာဟာနုညတိုက်ခန်းကိုအပြည့်အလွှားတော့ရောက်ကြည့်ရှုကြသည်သူကအရာရာကိုအလွန်အမြင့်တန့်ရှင်းအောင်ထားတတ်တာကိုသတိပြုသွားကြပါတယ်ဟာနုကမေခွန်းချို့ကိုဖြေးပြီးနောက်သူတို့ကိုအခန်းထဲကနေမောင်းထုတ်လိုက်ပါတယ်အဲ့ဒီနောက်ဂျီဦးကဟာနုရဲ့အိယာကင်းဒီအယောင်မတူတာဟာတန်တရားဖြစ်စရာကောင်းတယ်လို့ပြောပြီးဒေါင်စစ်ကိုအမိုက်ပုံးဒီစီအတင်းခေါ်သွားပါတယ်သူတို့ခံမှန်းထားတဲ့အတိုင်းပဲသွေးဒီပေးနီလေးအိယာကင်းဒီပါနဲ့အိတ်ကိုရှာတွေ့သွားပြီးအဲ့ဒါကိုမှုခင်စစ်စစ်ကြီးအဖွဲ့စီပို့လိုက်ပါတယ်တစ်ဖက်မှာလည်းယွန်းဟုံးဟာဒီမြန်မာတွေကဘာလို့သူမရဲ့ကြောင်းနဲ့အယုတ်ခွင်မှာပဲတောက်လျှောက်ပေါ်နေရတယ်လေဆိုတာကိုသိချင်တာကြောင့်ဟိုတယ်သေးကိုခိုးဝင်နေပါတယ်အဲ့ဒီအချိန်မှာပဲဂျွန်းဆိုးညောက်လာပြီးလမ်းမှာသူမကိုတွေ့လို့နောက်ကလိုက်လာတာဖြစ်ကြောင်းရှင်းပြပါတယ်သူတို့နှစ်ယောက်ကြည်နူးစရာအချိန်လေးတစ်ခုကိုပိုက်ဆိုင်ခဲ့ကြပြီးနန်းလိုက်ကြတဲ့အချိန်မှာယွန်းဟုံးကမှန်တဲ့ကိုလှမ်းကြည့်လိုက်တော့သူတို့နှစ်ယောက်လုံးမှာဘာမြင်းကြောင်းမှမရှိတာကိုတွေ့လိုက်ရပါတယ်နောက်တနေ့မှာတော့ဟာနုဟာအတန်းထဲကနေအတင်းဆွဲထုတ်ခံပြီးရဲစခန်းကိုခေါ်ဆောင်သွားခြင်းခံရပါတယ်စုံထောက်တွေကဂျီနာရဲ့သွေးတွေဟာဘာလို့သူ့အိယာကင်းပေါ်ရောက်နေတာလဲလို့မေးတဲ့အခါမှာတော့ဟာနုကဒါဟာသူမရဲ့ယာတီသွေးဖြစ်မှာပါလို့အေးအေးဆေးဆေးပြန်ဖြေခဲ့ပါတယ်အဲ့ဒီနောက်ရဲတွေကဟာနုရဲ့တိုက်ခန်းအနီးမှာရှိတဲ့လုံခြုံရေးကင်မရာတွေကိုစစ်ဆေးကြည့်လိုက်တော့တငယ်ချင်းတစုဖျက်ရှုပ်သွားတာကိုတွေ့လိုက်ရပါတယ်သူတို့ပြန်ထွက်သွားကြတဲ့အချိန်မှာတော့သူတို့အားလုံးမှာပိုရွက်နေတဲ့မြင်းကြောင်းတစ်ကြောင်းစီရှိနေကြတာကိုတွေ့လိုက်ရပါတယ်ကျောင်းမှာလည်းယွန်းဟုံးကအဲ့ဒီကောင်လေးလေးယောက်ကိုတွေ့လိုက်ပြီးသူတို့အားလုံးမှာဂျီနာနဲ့ဆက်သွယ်ထားတဲ့မြင်းကြောင်းတစ်ကြောင်းစီရှိနေတာကိုသတိထားမိသွားပါတယ်သူမကဂျီဝူကိုဖုံးဆက်ဖို့ကြိုးစားပေမဲ့ဂျီဝူကတော့ကျောင်းကိုရောက်နေခဲ့ပြီးအဲ့ဒီအချက်ကိုအတီးပြုတ်ပြီးသားဖြစ်နေပါတယ်အဲ့ဒီကောင်လေးလေးယောက်ကိုစခန်းကိုခေါ်သွားတဲ့အခါမှာဂျီဝူကမြင်းကြောင်းတစ်ကြောင်းနဲ့ရှိတဲ့အဖြစ်နည်းဆုံးဖြစ်နိုင်တဲ့ကောင်လေးစောက်တင်ငိုတွေပြီးအမှန်တိုင်းဝင်ခံလာမဲ့အချိန်ကိုစိတ်ရှည်လက်ရှည်စောင့်လိုက်နေခဲ့ပါတယ်ဂျီဝူကအဲ့ဒီကောင်လေးကိုအိမ်ဖင်းပုံမလုံးနဲ့လွှဲဖျားပြီးကားပေါ်တင်ပြီးဟာနုရဲ့တိုက်ခန်းစီကိုပဲခေါ်သွားခဲ့ပါတယ်ကောင်လေးကထွက်ပြေးဖို့ကြိုးစားပြီးမြဲစုံထောက်တွေကအလွယ်တကူပြန်ဖမ်းမိပါတယ်အဲ့ဒီတော့မှသူကစိတ်တက်တွေပြိုလဲသွားပြီးအရာရာကိုဖွင့်ဟဝင်ခံလိုက်တော့ပါတယ်ဟာနုကဂျားကိုဆေးခတ်ထားခဲ့ပြီးသူကိုယ်တိုင်ထိုင်ကြည့်နေစဲမှာအဲ့ဒီကောင်လေးလေးယောက်ကိုသူမပေါ်မှာအခွင့်ကောင်းယူစော်ကားခိုင်းခဲ့တာဖြစ်ကြောင်းသူပြောလိုက်ပါတယ်ဒီဝင်ခံချက်ရရှိတဲ့နောက်ဂျန်နစ်ဆဲကျော်သက်သူရောက်လာဝင်ခံပြီးဒါအားလုံးဟာဟာနုကသူတို့ကိုအတင်းအကျပ်ခွိုင်းစေးခဲ့လာဖြစ်တယ်လို့ပဲအပြစ်ပုံချကြပါတယ်အခုနောက်ဂျီဝူကဟာနုရဲ့အခန်းကိုဝင်ရောက်ရှာဖွေဖို့ခိုင်လုံရဲ့တရားဝင်အကြောင်းအရာပြရရှိသွားပြီးရှာဖွေတဲ့အခါမှာအိတ်စိတ်တွေကိုရှာတွေ့သွားပါတယ်ဒါပေမဲ့ဟာနုကတော့ဒါဟာသူလုပ်ခဲ့လာဖြစ်တယ်ဆိုပြီးတထဲမပြတင်လို့ကိုအထက်အခန်းရင်းဆိုနေပါတယ်အဲ့ဒီညမှာပဲဂျီဝူဟာဘိုးဘွားရစ်တာကနေဖုံးနှဆောင်လက်ခံခဲ့တဲ့နောက်အပြေးအလွှားသွားရောက်ခဲ့ပြီးမြဲလွေဝက်ဆန်းဆန်ရဲ့အမျိုးသမီးတယောက်ကသူ့အဖေကိုပြန်ပေးဆွဲသွားခဲ့တယ်ဆိုတာကိုသိလိုက်ရပါတယ်ကင်မရာမှတ်တမ်းတွေကိုကြည့်လိုက်တော့ဂျီဝူကသူ့အဖေကိုခေါ်သွားတာဆီယာမကွင်းဖိနေမှန်ကိုသိလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲနံပါတ်မသိတဲ့သူတယောက်ကနေစွန်းအားရဲ့ဓာတ်ပုံနဲ့အတူစာတုပ်တစ်စောင်ရောက်လာတာကြောင့်သူဟာဆေးရုံကိုအမြန်ဆုံးမောင်းထွက်သွားခဲ့ပါတယ်ဆေးရုံရောက်တော့စွန်းအားကတော့ဘာမှမဖြစ်ဖဲအကောင်တိုင်းရှိနေပြီမဲ့သူမရဲ့မြင်းချောင်းကတော့တထီးထီးကွင်းညွှန်ကြီးတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအမိုက်ကန်မှာပဲသူ့အဖေကအခန်းထဲကိုဝင်လာခဲ့ပြီးစွန်းအားရဲ့မြင်းချောင်းကသူ့အဖေစီကိုဆက်သွယ်နေတာကိုမြင်လိုက်တော့ဂျီဝူကအကြိကြီးစိတ်ထိခိုက်သွားရပါတယ်သူဟာသူ့အဖေကိုချက်ချင်းအနောက်ကိုဆွဲထုတ်သွားပြီးထိုးချင်းတို့ပြင်လိုက်ပြီးမဲ့နောက်ဆုံးမှာတော့လက်မပါနိုင်ပဲစိတ်ပြစ်အားငဲသွားပြီးပြိုလဲသွားပါတော့တယ်တစ်ဖက်မှာလည်းဘရစ်တာဂျွန်းဟီဟာသူမရဲ့လိမ်မှုကိစ္စဗီဒီယိုဖိုင်ကိုလက်ခံရရှိသွားတာကြောင့်ထိတ်လန့်တုန်လှုပ်သွားပါတယ်သူမကောလိပ်တက်ဖို့အတန်းထဲကိုသွားတဲ့အခါလူတိုင်းကသူမကိုစိုက်ကြည့်နေတယ်လို့တငယ်ချင်းတယောက်ကနေစာတုပ်တစ်စောင်အရလေအဲ့ဒီဗီဒီယိုဟာလူတတုများများစီကြမ်းတမ်းသွားကြပြီဆိုတာကိုအတီးပြုလိုက်နိုင်ပါတယ်
ဂျွန်ဟီဟာအိမ်ပြန်ပြီးငိုကြွေးနေပေမဲ့သူမရဲ့ချစ်သူကတော့အဲ့ဒီဗီဒီယိုကိုသူမပဲဖြန့်လိုက်တာဆိုပြီးချင်းမြောက်ပြောဆိုပါတယ်နောက်ပိုင်းအလုပ်ဆင်းတဲ့အခါမှာတော့သူမကကိုအဆုံးစီးရင်းဖို့ရည်ရွယ်ပြီးအပြင်ကိုထွက်လာပါတယ်ဒါပေမဲ့ဆီယာမကွင်းကသူမကိုတားမိလိုက်ပြီးဒီမျက်မှန်းတွေကိုပေးလိုက်ပါတော့တယ်ဘတ်ကားမှတ်တမ်းမှာတော့ယွန်းဟုံးဟာသူမကိုမွေးနေ့ခရီးဆုံးပေးခဲ့တဲ့ဂျွန်းဆွန်ကိုစောင့်နေခဲ့ပါတယ်ယွန်းဟုံးကသူ့ကိုအကူအညီတစ်ခုတောင်းပြီးသူတို့ဟိုတယ်ကိုသွားခဲ့ကြပါလေသူတို့ပထမအတူရှိနေချိန်မှာတော့သူတို့နှစ်ယောက်ကြားမှာအနီရောင်မင်းကြောင့်တကြောင်ဆော့တီဆက်သွယ်သွားပါတော့တယ်ကိစ္စတွေပြီးသွားတဲ့အခါမှာဂျွန်းဆွန်ကမွေးနေ့ကိတ်သွားဝယ်ဖို့အနည်းဆုံးမောက်ဆိုင်ကိုထွက်သွားခဲ့ပါလေသူ့ကိုစောင့်နေချိန်မှာပဲယွန်းဟုံးကအော်ဟစ်တန်ဒီအချို့ကိုကြားလိုက်ရတယ်လို့သူမစီကမြင်းကြောင်လည်းပျောက်ကွယ်သွားတာကိုမြင်လိုက်ရပါတယ်သူမဟာလူဂရိတ်ကိုလိုက်ကြည့်လိုက်တော့စောင့်လုံရေးလုပ်ငန်းခွင်ကနေပြုတ်သွားလာတဲ့တန်ကြောင်ဒီစိုက်မိပြီးတိတ်ဆုံးနေတဲ့ဂျွန်းဆွန်ကိုတွေ့လိုက်ရတာကြောင့်အကြီးအကျယ်စိတ်ကြေကွဲသွားပါလေဂျွန်းဆွန်ရဲ့သွေးတွေကိုထိခိုက်လိုက်တဲ့အခါမှာတော့ယွန်းဟုံးကသူမကိုသူမကြင်ထမ်းသွားစေတယ်လို့ယူဆလိုက်ပြီးသူမနဲ့ညီးဆက်တဲ့သူအားလုံးတိတ်ဆုံးကြတော့မယ်လို့တွေးပြီးထိတ်လန့်သွားပါတယ်ယွန်းဟုံးကသူနေရာသွားပြီးကြောက်ထဲငိုကြွေးနေစင်ပါပဲသူမရဲ့အချစ်ဆုံးတငယ်ချင်းကယုံချင်းကလာထိုင်မှာအချီထားတဲ့ဗီဒီယိုဖိုင်နဲ့အတူညီနဲ့တငယ်အခန်းစီကိုလာခဲ့ပါလို့ဖိတ်ခေါ်တဲ့စာတို့တစ်စုံလက်ထပ်ရရှိခဲ့ပါလေဒါကြောင့်သူမကဂျီဦးကိုဖုံးဆက်ပြီးအကူအညီတောင်းလိုက်ပါလေဂျီဦးရောက်တဲ့အခါမှာတော့စွန်းအားနဲ့သူ့အခေတို့ကြားဖြစ်ပျက်ခဲ့တဲ့အခြေအနေအမြောင်းကိုယွန်းဟုံးကိုပြန်ပြောပြခဲ့ပါလေတစ်ဖက်မှာလည်းယွန်းဟုံးကသူမကနှစ်တိုင်းမွေးနေ့ကပ်ပြားတစ်စုံလက်ထပ်ရရှိလေရှိပေမဲ့ဘသူပို့တာလဲဆိုတာကိုမသိကြောင်းဂျီဦးကိုပြောပါလေထူးခြားတာကအဲ့ဒီလူဟာသူမရဲ့မွေးနေ့တွေကိုနှစ်တိုင်းရေသွက်နေပြီးဒီနေ့သူမရဲ့18နှစ်ပြည့်မွေးနေ့မှာတော့အခြေအနေတစ်ခုခုလုပ်ဖို့ဖိအားပေးနေတာမှာဂျီအိုကအဲ့ဒီစာတုပ်တွေကိုကြည့်လိုက်ပြီးဒီကိစ္စအားလုံးရဲ့နောက်ကန်မှာဆီယာမကွေးမဲရှိနေတာလားဆိုတာကိုတန်တရားဝင်လာပါတော့တယ်ဂျီအိုကသူမရဲ့နောက်ကျောင်းကိုစုံစမ်းကြည့်ခဲ့ပေမဲ့ဘာအထောက်အထမ်းမှရှာမတွေ့ပါဘူးသူမဟာဒီကဘာမှာမရှိခဲ့တယ်လို့မျိုးပါသူတို့ကျောင်းကိုရောက်တဲ့အခါအတန်းတစ်ခန်းမှာမီးလင်းနေတာကိုသတိထားမိသွားကြပါတယ်အတင်းကိုဝင်သွားကြတဲ့အခါယွန်းဟုံးကအရင်ဝင်သွားပေမဲ့ဂျီဘူးနောက်ကလိုက်ဝင်သွားချိန်မှာတော့အခန်းထဲမှာဘယ်သူမှမရှိပဲဖလားဖရနေပါတယ်ယွန်းဟုံးကကယုံချင်းကိုစားတွေ့သွားပြီးချက်ချင်းပဲကျိုးတွေကိုဖျက်ပေးလိုက်ပါတယ်အဲ့ဒီနောက်မင်းလေးနှစ်ယောက်ကလေဓာတ်ကနေဆင်းသွားဖို့ကြိုးစားကြပေမဲ့ဘယ်နှထပ်ပဲဆင်းမူလရှိနေတဲ့အထက်ကိုပဲပြန်ရောက်ပြန်နေပါတယ်အဲ့ဒီအချိန်မှာဂျီဘိုကသူတို့ကိုအမိုးပေါ်မှာလိုက်ရှာနေတဲ့အတန်ကိုကြားလိုက်ရတာကြောင့်အပေါ်ကိုတက်သွားကြပါတယ်ဒါပေမဲ့ထူးခြားတာကမင်းကလေးနှစ်ယောက်ကတကယ်အမိုးပေါ်ကိုရောက်သွားတဲ့အချိန်ဂျီဘိုကတော့ထုံးစဲတဲ့အခန်းတစ်ခန်းတွေကိုရောက်သွားခဲ့ပါတယ်အဲ့ဒီအခန်းထဲမှာလူဂရိတ်တစ်ခုရှိနေပြီးအဲ့ဒီထဲမှာဂျွန်းဟီလည်းပါဝင်နေပါတယ်သူမကဆီယာမကွင်းနဲ့တွေ့ရတာဟာတကယ်ကိုကန်အောင်တယ်လို့ပြောနေပါတယ်အသက်ကအဖြစ်ဖြစ်တစ်ခုအရာဆီယာမကွင်းကဂျွန်းဟီကိုမျက်မှန်းပေးခဲ့ပြီးသူမရဲ့မြင်းချောင်းတွေကိုဖျောက်ချင်နေဆိုရင်သူမနဲ့ပတ်သက်ခဲ့တဲ့ချစ်သူတွေကိုတပ်ဖြတ်ရမယ်လို့တင်ပေးခဲ့ပါတယ်ဂျွန်ဟီကမျက်မှန်းကိုတက်ပြီးသူမနဲ့အတူရှိခဲ့ဘူးတဲ့အမျိုးသားတွေကိုတညလုံးလိုက်တက်ခဲ့ပါတယ်အခုနောက်မှာသူမမှာမြင်းချောင်းတစ်ချောင်းပဲကျန်ခဲ့ပါတော့တယ်အဲ့ဒီအမျိုးသားဟာအခုအခန်းထဲမှာရှိနေပါတယ်ဂျွန်ဟီကခေါင်းကိုဖြတ်ချလိုက်တဲ့အခါမှာတော့သူမရဲ့နောက်ကြားမှာအနီရောင်မြင်းချောင်းတွေတန်းပေါင်းများစွာရုတ်တရက်ပေါ်လာသွားပါတော့တယ်အဲ့ဒီမြင်းချောင်းတွေဟာဆီယာမကွင်းနဲ့ဆက်သွယ်နေတာဖြစ်ပြီးကွင်းကအဲ့ဒီမြင်းတွေကိုဖျောက်ပြီးနောက်စပွဲပေါ်မှာအဝတ်ဖုံးထားတဲ့ဂျီဝူရဲ့အဖေကိုပြလိုက်ပါတယ်ဂျီဝူကသူ့အဖေကိုတွားဖိပေးဖို့ကြိုးစားပေမဲ့ကွင်းကသူ့ကိုဓာတ်တစ်ချောင်းကန်ပြီးစွန်းအားကိုကဲတင်ချင်တယ်ဆိုရင်သူ့အဖေကိုတတ်ဖို့ပြောလိုက်ပါတယ်ဂျီဝူကသူမကိုပြန်တိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့သူမကအလွယ်တကူခုတ်ခတ်လိုက်ပြီးဓာတ်ကိုပြန်လှုပ်ပြီးအဲ့ဒီအဖိုးအိုကိုတပ်ဖြတ်လိုက်ပါတယ်ဒေါသအလေးလေးထွက်သွားတဲ့ဂျီဝူဟာတနက်နဲ့တရက်စာပစ်လိုက်ပါတယ်ဒါပေမဲ့ဂျီဝူပစ်လိုက်တဲ့တနက်ကြံတွေဟာအကအကွယ်အတားစီးတစ်ခုတည်းကိုပျောက်ကွယ်သွားပြီးကွင်းကသူ့လေပင်ကိုအတင်းညင်ထားလိုက်ပါတယ်တစ်ဖက်မှာလည်းအမိုးပေါ်မှာယွန်းဟုံးကကယုံချင်းကိုမြင်းချောင်းတွေအကြောင်းရှင်းပြကိုစူးစမ်းနေစင်မှာပဲကယုံချင်းကမျက်မှန်းကြီးတက်ရတာလိမ့်သွားပါတယ်ကယုံချင်းကဆီယာမကွင်းပြိုးချက်အရာသူမသာတည်ဆုံးသွားမယ်ဆိုရင်အဲ့ဒီအနီရောင်မြင်းတွေလိုမျက်မှန်းမပါပဲမြင်နိုင်မယ်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်ကယုံချင်းဟာယွန်းဟုံးအကောကိုရုတ်တရက်ခုန်တက်ပြီးလေပင်ကိုညှိဆက်တက်ဖို့စူးစမ်းပါတော့တယ်ဒါကြောင့်ယွန်းဟုံးကတူမမျက်မှန်းကိုဆွဲချလိုက်ပြီးခြေထောက်နဲ့နင်းပြီးဖျက်ဆီးလိုက်ပါတော့တယ်အဲ့ဒီအခါမှာတော့ကယုံချင်းဟာစိတ်ပြန်လှည့်သွားပြီးသူ့ပဲရောက်နေမှမသိတော့ပါဘူးဒါပေမဲ့ယွန်းဟုံးရဲ့မျက်လုံးအယောင်တွေပြောင်းလဲသွားတာကိုသူမသတိထားမိသွားပါတယ်ထိတ်လန့်စွာကောင်းတာကယွန်းဟုံးရဲ့ပါးပေါ်မှာဒဏ်ရာဟာပိတ်မသွားပဲသွေးဆက်တွေကလေထဲမှာလွင့်ပြန်နေပါတယ်ယွန်းဟုံးမျက်လုံးတစ်ချက်ခတ်လိုက်တဲ့အချိန်မှာသူမကိုယ်တိုင်ကိုတခြားအတိုက်အတာအခန်းထဲကိုရောက်နေတာကိုတွေ့လိုက်ရပါတော့တယ်ယွန်းဟုံးကကွင်းကိုရက်တန်ပါလို့အော်ဟစ်လိုက်တော့ထိုအမျိုးသမီးကဂျီဝူကိုလွင့်ပစ်လိုက်ပါတယ်ကွင်းကမြင်းကြောက်တွေကိုမြင်ရတာဟာကောင်းကြီးတစ်ခုဖြစ်တယ်လို့ဆိုပါတယ်အခန်းထဲကလူဂရိတ်ကသူတို့ရဲ့မျက်မှန်းတွေကိုချွတ်လိုက်ပြီးယွန်းဟုံးတွေကိုဝိုင်းထားတဲ့အချိန်မှာကွင်းကဓာတ်ကိုမြောက်ပြီးယွန်းဟုံးကိုပိုင်းချဖို့ကြိုးစားပါတယ်ဒါပေမဲ့ယွန်းဟုံးရဲ့အမေကဂျားထဲကနေခံပြီးကာကွယ်ပေးလိုက်ပါတယ်သူမလဲကျသွားတဲ့အချိန်မှာယွန်းဟုံးကိုအပြစ်ရှိတယ်လို့ခံစားရမည်လို့တောင်းပန်စကားဆိုခဲ့ပါတယ်ဒီကနေ့တန်းသူမကိုယ်တိုင်လည်းအဲ့ဒီမျက်မှန်းကိုပိုင်ဆိုင်ခဲ့တာဖြစ်တာကြောင့်သူမရဲ့ခင်တက်ခဲ့တာဖြစ်ပါတယ်ဒေါသအလေးလေးထွက်သွားတဲ့ယွန်းဟုံးကကွင်းကိုပြန်လဲတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ကွင်းကဓာတ်နဲ့အလွယ်တကူပဲထုတ်ဆက်လိုက်ပါတယ်ယွန်းဟုံးရဲ့သွေးတွေဟာလေထဲကိုပြန်တက်သွားပြီးကွင်းကယွန်းဟုံးရဲ့ခန္ဓာကိုယ်ကိုမြောက်တင်ကသူမစီကနေအနီရောင်မြင်းချောင်းတွေအများကြီးပွေ့ထွက်လာအောင်လုပ်လိုက်ပါတယ်အဲ့ဒီမြင်းချောင်းတွေဟာမြင်းကင်နဲ့ပြုတ်လုထားတဲ့